အတိုင်းပိတ်ပြောတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့က essential marketing ပေါ့ marketing နဲ့ design နဲ့ပေါ့နော်ဆက်ဆက်မှုလေးရရှိရကျွန်တော်တို့လည်းလက်ရှိကိုအောင်နဲ့ဆရာအောင်နဲ့ပေါ့နော်ကျွန်တော်တို့မိသားစုလုံးနှစ်ခုသုံးခုမှာသူတို့တွဲပြီးရောတွဲလုပ်တယ်တွဲလုပ်ရင်းနဲ့ကျောင်းသားတွေဒီဘက်ကကျွန်တော်တို့ညီကိုမောင်နှမတွေတခြားသောလူတွေလိုအပ်ချက်အရ diploma design အတန်းလေးကျွန်တော်တို့ဖွင့်ပြတယ်ပေါ့လေဟုတ်ကျွန်တော်ဒီဇိုင်နာတော်တော်များများနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာပါဝိုင်းမ share ခင်မနော်စာမသိခင်မှာကျွန်တော်ကပြောစရာတစ်ခုရှိရယ်ဒီဇိုင်နာတော်တော်များများနဲ့ပတ်သက်ပြီးတော့ပြောရရင်ကျွန်တော်မှာ issue ရှိတယ်ဘယ်လို issue ဖြစ်လဲဆိုတော့အဲ့ဒီဇိုင်ကဒီဇိုင်းမသိရကောင်လေmarket ကြောင်မသိရကောင်လေmarket ကြောင်သိရကောင်ကလေဒီဇိုင်းမသိဘူးပြဿနာတွေကကျွန်တော်တို့မှာမျိုးစုံတွေဖြစ်ကြအောင်နော်ကျွန်တော်တို့ CMO level တွေ sales manager level sales director level တွေအဲ့မှာပြဿနာတွေဖြစ်ကြအောင်နော်ဆရာအောင်ကကြောက်လို့မျိုးမဟုတ်ဘူးနှစ်ပေါက်မများဆိုတာတစ်ဖေးရင်နောက်မှာနေခဲ့တယ်sales manager နဲ့အများကြီးလုပ်ခဲ့ပြီ advance event တွေလုပ်ခဲ့ရတယ်အများကြီးအဲ့တော့ကျွန်တော်သဘောကျရဲ့ one of the designer ပေါ့နော်မြန်မာပြည်မှာ designer အများကြီးမရှိဘူးဒါပေမဲ့ဆရာအောင်ကကျွန်တော်သဘောကျရဲ့ designer တယောက်ဖြစ်ခဲ့တယ်အဲ့တော့ဖြစ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ဒီ diploma in design အတန်းလေးကိုကျွန်တော်အစီအစဉ်ပြီးတော့လုပ်ဖြစ်ခဲ့တယ်အဲ့တော့ဆရာအောင်ကဘယ်လို request လုပ်လဲဆိုတော့ငါကောင်ရေပေါ့နော်ကျွန်တော်တို့ကြောင့်ညီကိုမောင်တက်ရေပေါ့မောင်တက်ရေမင်းငါတို့ကျောင်းသားရဒီဇိုင်းကျောင်းတော့သိရဟုတ်ပါပြီဒါပေမဲ့ market ကျောင်းမသိရင်ဒီဇိုင်းဆွဲရအလကားပဲဒီဇိုင်းကအဆင်မပြေဘူးဆိုပြီးတော့ပြောရဲ့အခြေအနေတွေကရှိရယ်အဲ့လိုဆိုတဲ့အခါကျတော့ပြောရဲ့အခြေအနေမျိုးတွေရှိရယ်အဲ့လိုဆိုတဲ့အခါကျကျွန်တော်ဒီကနေပြီးတော့လုပ်ဖြစ်တဲ့ဟာမျိုးရှိရယ်ငါကောင်ရေဒီလိုမျိုးတွေရှိခဲ့ရဆိုပြီးတော့ပြောပြီးရဲ့အခါကျတော့မင်းဝင်ပြောပေးပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးဒီအတန်းလေးကိုလုပ်ဖြစ်တာပေါ့နော်အဲ့တော့ဒီဇိုင်းသိရုံနဲ့လေ professional designer မဖြစ်ဘူး marketing သိရုံနဲ့လေ event တွေ PR တွေနောက် design တွေ big AT ရဲ့ BT ရဲ့နောက်ပိုင်းကျ TT ရဲ့ပေါ့ social post ရဲ့အတွက်ကိုကောင်းကောင်း design အမြင်မရှိလေမကောင်းကိုယ့်ရဲ့ brand color guideline တွေတင်းစေမသိရင်အလကားပဲအဲ့တော့ဒီကညီကိုရဲ့အကုန်လုံးကကျွန်တော်ကိုလေဗီဒီယိုလေးဖွင့်ပြီးတော့ဆွေးနွေးလို့ရတဲ့လူတွေဆွေးနွေးပြအောင် design နဲ့ marketing နဲ့ဘယ်လိုဆက်တယ်လို့ထင်လဲပေါ့ user လေးနည်းပြောပြပါအောင်ဒီနေ့ကတော့ကျွန်တော်စတင်မှာမဟုတ်ဘူးမျှဝေပေးမှာဖြစ်တယ်အပြန်လန် discussion နဲ့မျှဝေပေးမှာဖြစ်တယ်လုပ်ပါအောင်ကျွန်တော်နာမည်ခေါ်ပြီးမရမလားဒါမှမဟုတ်လူချင်းမျိုးတော့ volunteer အနေနဲ့လာပါမလားကျွန်တော်တော့အဲ့လိုမျိုးမေးလေးမေးထားရှိပါတယ်ဘယ်လိုမျိုးမေးကြမလဲဘယ်လိုမျိုးလေးလုပ်ကြမလဲပေါ့ဘယ်လိုလေးဆရာမင်္ဂလာပါခင်ဗျာโอเคဆွေးနွေးပါဦးဆရာပါလေ marketing ကကျတော့လူတွေကိုအလိုလျောက်ဈေးဝယ်အောင်လုပ်တာလို့ထင်ပြီးတော့ design ကကျတော့သူကထောက်ပံ့တာပေါ့အဲ့ဒီ one of the ဘယ်လိုပြောအဲ့ဟာလေတစ်ခုစပ်ဖို့အကြီးအကျယ် visual မှာပေးတယ်လို့ထင်တယ်ဆရာဟုတ်ကဲ့ကိုရင်ကောင်းပါတယ်မှန်ပါတယ်ကျွန်တော်ညီကောင်တော်ရောပြောပါဦး digital marketing မှာ design ကအရင်ခက်ပါအရင်ခက်နဲ့မတူတော့ဘူး digital ခက်မှာပိုအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ digital ခက်မှာ design မကောင်းရင် first visual ပေါ့နော် visual မကောင်းရင်ငုတ်တုံမေးတာပဲ visual ကောင်းဖို့ကအလွန်အရေးကြီးရယ် first impression ကောင်းရင် okay first impression မကောင်းရင်ဂွမ်းတာပဲအဲ့ကြောင်းတစ်ကြောင်းပဲဖြစ်ကြောင်ညာတစ်ခုပဲဖြစ်ဒီဟာ credibility ရှိလားမရှိလားဆိုအဲ့ design ကိုရင်စကြည့်ဒီပုဂ္ဂိုလ် professional designer နဲ့တုံးထားလားမတုံးထားလားစပြီးတော့သူ့ credibility ကစစဉ်းစားတော့အဲ့တော့ကိုယ့်ရဲ့ ADS တွေကိုယ့်ရဲ့ကြုံညာတွေကိုယ့်ရဲ့လုပ်ငန်းတွေ branding ဖြစ်လားမဖြစ်လားကိုယ့်ရဲ့ page မှာက homemade လား handmade တွေလားဒီတိုင်းပဲဖြစ်တာလား designer တွေနဲ့လုပ်ထားလားဒါမျိုးတွေနဲ့လုပ်ထားလားမလုပ်ထား credibility ရှိလားမရှိလားဆိုတော့ဘာနဲ့ပြန်စင်တာ designer နဲ့လုပ်ထားလားမလုပ်ထားလားကိုယ့်ရဲ့ business page တွေမှာစပြီးတော့ကြည့်လို့ပါပဲနောက်တစ်ခုကကြတော့designer နဲ့လုပ်ထားရင်ဆိုစဉ်းစားပြီးနောက်တစ်ခုကဘာတစ်ခုဆက်စဉ်းစား content calendar ရယ် content strategy ရယ် content calendar ရယ်ဒါမျိုးရယ်အစားရှိလားဆိုပြီးစဉ်းစားရယ်နောက်တစ်ခုအောင်လုပ်ပါအောင်ဒီမှာကိုရေးရင်ကတော့ပြောပြီးသွားပြီကျွန်တော်ဒီကောင်မအောင် design နဲ့ marketing နဲ့ဘယ်လိုဆက်ပဲထက်လဲကျွန်တော် volunteer ပဲခေါ်ရမလားနာမည်ခေါ်ပြီးမေးရမလားဒါ volunteer ပြောမလားလုပ်ပါအောင်မင်္ဂလာပါဆရာပါပြီmarketing မှာပေါ့နော် promo လုပ်ဖို့ကကြတော့လေအဲ့ design က
customer တွေကိုဆွဲဆောင်မှုရှိတဲ့ design မျိုးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်နဲ့ marketing အတွက်လေ okay အဲ့လို marketing မျိုး မှာ တော့ထင်မိပါတယ် yeah marketing မှာနောက်ပိုင်းကျရင် 4P ပေါ့နော် 4P တွေမှာ promotion ကလေ design ဟိုဖြစ်လို့နောက်တစ်ခုက product ပေါ့နော် product ရဲ့ design color အနေထားဒါရလေလို့လိုအပ်တယ်နော် okay ဒီလောက်ဆိုရင်2ယောက်တော့ဆွေးနွေးပြီအဲ့တော့ကျွန်တော်တို့အရင်ဆုံး theory လေးနဲ့ဆွေးနွေးကြည့်လိုက်အောင် theory လေးဆွေးနွေးပြီးဒီကညီကောင်မောင်နှမတွေနဲ့ပြန်ပြီးရောအပြန်လဲဆွေးနွေးကြမယ်နော်ကျွန်တော်တို့ကြာသိရလူလေးသိရင်မသိရလူလေးမသိကြအောင်ကျွန်တော်နာမည်ဒေါက်တာတန့်စင်ထုံးဖြစ်တယ် NSMS founder ဖြစ်တယ်ကျွန်တော် SME supply chain နဲ့ PhD 2021မှာကျွန်တော် ADS Game မှာကျွန်တော်ရခဲ့တယ်2014မှာMBA ပေါ့နော် MBA ရခဲ့တယ်သူက customer certification နဲ့ပဲရခဲ့တယ်KJUK in training in Japan က2020မှာကျွန်တော်ဂျပန်မှာတစ်နှစ်ပတ်လုံးဂျပန်မှာတွားပြီး drive ပြီး Toyota အပါဝင်ဂျပန်ရဲ့ fan 90ကိုကျွန်တော်ကဒီ supply chain case တွေလေ့လာခဲ့တယ်ကျွန်တော်ကိုယ်တိုင် consultancy တခုလုပ်နေတယ်ဒါပေမဲ့ idea တောင် consultancy မလုပ်ဖြစ်တော့ပါဘူး NSMS နဲ့ပဲပို့လုပ်ဖြစ်တယ်ဒါကျွန်တော် email နဲ့ကျွန်တော် phone နံပါတ်ဖြစ်တယ်ကျွန်တော်တို့ sales and marketing ကို2006လောက်ထဲကစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အခုက professionally market research branding PR marketing 360ပေါ့နော်အကုန်ပြောကြိုက်တာအကုန်ပြောအကုန်လုပ်တယ်ပေါ့နော် marketing နဲ့ပတ်သက်ပြီးတော့အကုန်လုပ်တယ်ကျွန်တော် professional way ဖြစ်တယ်နောက်ထပ် PhD professional supply chain နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေရဲ့ supply chain ပေါ့နော်ကုန်ကျန်းစပြီးကုန်ကျိုးထုတ်လုပ်တဲ့အဆင့်အထိပေါ့နော်ဆိုတော့ end user လက်ထက်ရောက်တဲ့အထိကိုပြန်လုပ်တဲ့ supply chain လေးကျွန်တော်အကြံလေးပေးလုပ်တယ်ပေါ့တင်းနေကိုယ်တိုင်လုပ်တယ်ဒါတော့ကျွန်တော်ရဲ့ဟိုပါပေါ့နော်နောက်တစ်ခုကကျွန်တော်မိသားစုလုပ်ငန်းမှာကျွန်တော် BD director လုပ်တယ်ကျွန်တော်မိသားစုလုပ်ငန်းနဲ့ Blasa အုပ် voucher site creator တွေထုတ်လုပ်ဖြန့်ချီတယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဒီ startup ကုန်ပစ္စည်းတွေ distribution လုပ်တယ်ဒါကျွန်တော်တို့ one of the SPU တခုပေါ့နော် okay ဒီဘက်မှာကျွန်တော်တို့လုပ်တော့မယ်ဆိုခဲ့ရင်ကျွန်တော် marketing နဲ့ပတ်သက်တဲ့ဟာပေါ့နော် marketing နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်စဉ်းစားမယ် marketing နဲ့ပတ်သက်ပြီးစဉ်းစားမယ်ဆိုအရင်ဆုံးအရေးကြီးတာ marketing မှာဘာအရေးကြီးရလဲဆိုတော့အရင်ဆုံးကျွန်တော်စစဉ်းစားမှာဘိုင်းရယ်ကိုယ်ဝယ်မဲ့လူကဘာတူလဲကိုဘယ်သူကကိုယ်ဝယ်ပေးမှာလဲအဲ့အလုံးအရေးကြီးရယ်လူချင်းမင်းတို့စပြီးပစ္စည်းတစ်ခုကိုစပြီးရောင်းလို့မယ်ဆိုခဲ့ရင်ကိုယ့်ဘက်ကနေကိုဘယ်လောက်နဲ့ရောင်းမလဲဆိုတော့ကိုယ့်ပစ္စည်းကိုဘယ်သူဝယ်ပေးမှာလဲဆိုတာစစဉ်းစားဝယ်ပေးမဲ့လူရှိရင်အဆင်ပြေနော်ဝယ်ပေးမဲ့လူမရှိရင်အဆင်မပြေဘူးအဲ့တော့ဝယ်ပေးမဲ့လူရှိရင်အဆင်ပြေကိုယ့်ရဲ့ဝယ်မဲ့လူကဘာတူလဲဘိုင်းရဘာတူလဲဆိုတော့ကိုကစဉ်းစားဖို့လိုရတယ်နောက်တစ်ခုအပြီးဆိုတော့ကိုကစဉ်းစားမယ်စေတာဆိုင်နေစဉ်းစားမယ်နောက်တစ်ခုကြမှာ customer needs customer ဒီပစ္စည်းရောအတွက်လိုအပ်ချက်ရှိရလားcustomer wants customer တိုင်းနဲ့ပတ်သက်ပြီးလိုအပ်ချက်ရှိနေရလား customer hope ဒါမျိုးရဲ့အစရှိလားဆိုကျွန်တော်စဉ်းစားအခုဒီအတန်းလေးမှာဆိုကျွန်တော် diploma in design အတန်းကိုကျွန်တော်ဒါကတော့ entry level ပေါ့နော်ဆရာအောင်နဲ့ကိုအောင်ကြီးနဲ့ကျွန်တော်တို့ကကြောက်ကိုအောင်ကြီးလို့ဆရာအောင်လို့တော့ကိုအောင်ကြီးကနှုတ်ဆွေးနေပြီကိုအောင်ကြီးကလည်းမောင်တန်းရေးကျွန်တော်တို့ကျတော့ကိုအောင်ရေးအဲ့လိုမျိုးပေါ့နော်နှစ်ယောက်လုံးကအဲ့လိုမျိုးကနှုတ်ဆွေးနေကိုအောင်ကြီးရဲ့ကိုအောင်ကြီးကိုကျွန်တော် request လုပ်တာကိုအောင်ရေးဒီမှာ market ထဲမှာ customer needs ကdiploma in design အတန်းနဲ့လူတွေလိုအပ်ချက်ရှိနေပြီ vocational အတန်းဖြစ်တယ်ဒီအတန်းကတက်မွေးအတန်းဖြစ်တယ်အဲ့တော့တက်မွေးအတန်းဖြစ်တဲ့အတွက်အလုပ်တွေများများပေးရမယ်စာဖတ်ပြရင်လည်းမပြီး assignment တွေများပေးရမယ်ကိုအောင်မျိုးလည်းကျွန်တော်အဲ့လိုပြောအဲ့ကြောင့်မို့ကျွန်တော်လူ100ကျော်ရှိတဲ့အတန်းကနေလူ20ကျော်လောက်ပဲကြံရင်ခဲ့တော့ဘာကြောင့်ကြံခဲ့တော့စိတ်ချသေးကြရလေဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီမှာရှိတဲ့လူတွေအကုန်လုံးက practice မလုပ်ဖ ೇನೆ အင်္ဂါရမလုပ်ဖ ೇನೆ design မဆွဲနိုင်ဒီဇိုင်းမဆွဲနိုင်တာဖြစ်တဲ့အတွက် next level ကိုသူကမရောက်တော့ဒါမျိုးကိုကျွန်တော်စဉ်းစားရမယ်အဲ့တော့ကျွန်တော်ပြန်စဉ်းစားမှာဆိုတော့ဒီဇိုင်းဆွဲနိုင်ဖို့အတွက်ပါကျွန်တော်တွေးထားအဲ့တော့ကျွန်တော်ရှိတဲ့ဒီဇိုင်နာတွေထွက်ရှိရေးအတွက်ပါကျွန်တော်စဉ်းစားရတယ်အဲ့တော့ဒါဒီဇိုင်နာတွေထွက်ပြီးဒီဇိုင်နာထွက်ရုံနဲ့ပြီးလားမပြီးဘူးမပြီးဘာလိုအပ်ချက်ရှိလဲဘာလိုအပ်ချက်ရှိလဲဆိုတဲ့အခါကျတော့ဒီဇိုင်နာက professional designer တွေကိုဖြစ်နိုင်ရလား professional designer ဖြစ်ဖို့အတွက်ကို marketing design knowledge PR campaign ဒါတွေသိဖို့ digital marketing social media marketing ဒါတွေအကြောင်းတွေသိဖို့လိုတယ်ဒါတွေမသိဘူး product portfolio influencer marketing ဒါတွေကိုသိဖို့လိုတယ်ဒါတွေမသိဘဲနဲ့လေသူက professional marketing ဖြစ်အဲ့ customer ရဲ့ once အဲ့လို once ပြီးဆိုမှကျွန်တော်ဒါရမမှာဒီလိုမျိုးပြီးကျွန်တော်တို့ဘက်ကပြန်မျှော်လင့်တာဘယ်လိုမျှော်လင့်ဆိုတော့ဒီကျွန်တော်တို့ကျောင်းကထွက်သွားဒီဇိုင်နာရဲ့အကုန်လုံးဈေးကွက်ထဲမှာလာသာ9သိန်းကနေပြီးတော့စိတ်သိန်းကြားရရဲ့ဒီဇိုင်နာတွေဒါမှမဟုတ်350ရအောင်ကျွန်တော်ပို့ပြောတာပို့ဟိုနိုင်ငံခြားပြည်ပရဲ့ခြားမှာပို့ရဝိုင်းပို့ပြောတာပို့ဒါ freelancer designer တွေများထွက်တာဟိုကျွန်တော် NSMS က designer တွေထွက်တယ်ဆိုရင်လက်မှတ်ထောင်ခြင်းနဲ့မျှော်လင့်ချက်လေးနဲ့ကျွန်တော်တို့အလုပ်လုပ်ကြတာအဲ့တော့တစ်ခါကျရင် customer payment value က customer ရရနဲ့သူပြန်ရရနဲ့
တန်နဲ့မတန်ဘူးဆိုတာပြန်ပြီးတွက်တယ်အဲ့ဟာအဓိကအရေးကြီးရနော်ကိုလူရောကိုပေးတဲ့ပစ္စည်းရတယ်ကိုပေးလိုက်တဲ့ပစ္စည်းနဲ့ကိုပြန်ရတဲ့ဟန်တန်ရင်ပြတ်တာမရှိဘူးမတန်ရင် issue ရှိတယ်အဲ့တော့တန်တယ် certification ဖြစ်တယ် customer စိတ်ကျေနပ်တယ်ဆိုတာလေပေးလိုက်တာနဲ့မမျှကွာရလိုက်တာကွာတန်လိုက်တာကွာဆို feeling ရှိဖို့လိုတယ်အဲ့ feeling ရှိရင်ကျွန်တော် marketing မှာအလုပ်ဖြစ်ပြီmarketing ကိုအလုပ်ဖြစ်ပြီဒါမျိုးကျွန်တော်သိဖို့လိုအပ်ပါတယ်အဲ့လိုမျိုးလုပ်ပြီးတော့ဆို marketing မှာသူများတော့ 4 ပြီးတုံးတယ်ကျွန်တော်ကတော့ product တွေ price တွေ place တွေ promotion ကျွန်တော် PPay ကျွန်တော်နောက်တစ်လုံးထပ်တက်တယ် PPay ပေါ့နော်ဘယ်လိုရဝင်มาလဲဘယ်လောက်ဝင်มาလဲဘယ်လိုမျိုးဝင်มาလဲဘယ်ချိန်မှာဝင်มาလဲဘာကြောင့်ဝင်มาလဲဘာကြောင့်ဝင်มาလဲဒါမျိုးရစားစဉ်းစားဖို့လိုရတယ်အဲ့တော့ပစ္စည်းတစ်ခုကိုစပြီးတော့ဝယ်လို့မယ်ဆိုရင်ဈေးနှုန်းစကြည့်ရပဲကျွန်တော်ရောင်းချသူကအရင်စစဉ်းစားဘယ်ဈေးနဲ့ရောင်းမှာလဲဆိုဘာပစ္စည်းရောင်းမလို့စစဉ်းစားတယ်ဒါပေမဲ့ဝယ်သူဘက်ကရင်စစဉ်းစားဘယ်ပစ္စည်းကိုဘယ်ဈေးနဲ့ရပါလဲဒါမျိုးရေပေါ့ဘယ်ဈေးနဲ့စဝယ်ရမှာလဲအခုဆိုတဲ့ချိန်ဝယ်ဆိုဘယ်ဈေးနဲ့စဝယ်မှာလဲ2000တန် rate တွေကဘာလောက်ရမှာလဲ3000 rate တွေကဘယ်လောက်ရမှာလဲ4000 rate တွေကဘယ်လောက်ရမှာလဲဒါမျိုးရေစပြီးစဉ်းစားရ price နဲ့တနင်္လာတစ်ခုတက်မယ်ဆိုတော့လေဒီဈေးတန်းလေးနဲ့ဘာရမှာလဲဈေး price to performance ပြန်ကြည့်ရနော်ကျွန်တော် tag စကားရပြော P to price to performance ပဲဒီ price ကိုကျွန်တော်ကြည့်ခြင်းအဖြစ်ဒီ price to performance အရာကိုက်ရလားပေးရတန်ရလား value for money ဖြစ်ရလားပေးရမတန်ဘူးဆိုအဲ့ဒါတွားတာပဲအဲ့တော့ designer အခန်းကဏ္ဍပါပေးရတန်လည်းမတန်တော့ visual ပေးရပြီးသွားရောအဲ့ကျွန်တော်ဒီ batch မှာပေါ့နော်ဒီ batch မှာမဟုတ် diploma design ဒီ batch 5မှာကျွန်တော်ဖွင့်နေတယ်မှာကျွန်တော်ဘွေဒီပညာနာဖွင့်တဲ့အတန်းကိုကျွန်တော်တို့ဗျာပြော graduation ပေးမှာလား graduation ပေးတာကျွန်တော်တို့လည်းပြောအမြုပ်တွေထွက်အာရပေါ့ကိုတနည်းကို6လပိုင်းတစ်ချိန်ကျွန်တော် graduation လုပ်ပေးပါတယ်အဲ့မှာတက်ရပါမယ်အဲ့လိုမျိုးပြောလှုပ်ရှုပ်ကျွန်တော်လည်းကိုအောင်2ယောက်ပေါင်းဘာလုပ်လဲဆိုရင်ကျွန်တော်ဝစ်ခန်းသားပုံတွေပါကောက်ထည့်လိုက်တယ် visual ထည့်လိုက်တယ် visual ထည့်လိုက်အမှငြိမ်သွားတော့ဘွေပေးမှာလားတော့အခန်းသားနဲ့ပေးမှာလားတော့အဲ့ကိစ္စမရှိတော့တခါကြရင်အဲ့မှာကျွန်တော်ပြောချင်တာအရာ market ရဲ့ needs ရဲ့ designer ရဲ့ customer ရဲ့ wants ရဲ့အဲ့တုံးကို guard နဲ့ visual လောက်လိုက်ဖို့လိုတယ် guard visual မလောက်နိုင်အခက်ခဲရှိတယ်အဲ့ visual ကွာလောက်လိုက်ဖို့အရေးကြီးတယ်အဲ့ကျွန်တော်ဘွေပုံတွေနဲ့ထိုင်လိုက်တာမျိုးတော့ဘွေပေးနေပုံတွေပေးလိုက်တာမျိုးဘွေဝတ်စုံတွေပေးလိုက်တာမျိုးအဲ့ design သုံးလိုက်ရောအမှတင်အကုန်ပြီးသွားတာပဲအဲ့တခါကြရင်ကျွန်တော်တို့ကဘာပေးမလဲဆိုတဲ့ကိစ္စမှာလေရိုးရှင်းတဲ့ဒီတကွက်ထဲအကုန်ပါဖို့အတွက် concept ကြီးရဲ့အလုံးအရေးကြီးရယ်ကိုအောင် design နဲ့ဆိုရင်ခိုင်းတဲ့ concept ကြီးရဲ့အလုံးအရေးကြီးအဲ့တော့ကျွန်တော်စဉ်းစားမယ်ဆိုရင် designer marketer တယောက်နေပဲစဉ်းစား designer တယောက်နေပဲစဉ်းစားဘာပစ္စည်းပေးမှာလဲဘယ်စင်းနဲ့သူ့ကိုရောင်းပါလဲဘယ်သူတွေဝင်ပါလဲဘယ်နေရာတွေကလာဝင်ပါလဲပြည့်ဆိုရင်နေရာဒီမှာ distribution ဆိုရင်ဟာမျိုးရှိလို့တခြားတော့ဟာရလေရှိရပေါ့နော် distribution channel ဆိုအများရှိအဲ့တော့ဘယ်နေရာမှာဝင်ပါလဲဒါမျိုးတွေရတယ်ကျွန်တော်ထည့်သွင်းစဉ်းစားရမယ်အချက်လက်တွေရှိရပြီးဆိုတော့ promotion seasonal promotion နဲ့ဘာပေးမှာလဲ promotion step 1လား step 2လား step 3လားဘာ promotion တွေပေးမှာလဲဒီလို promotion တွေအောင်အဆင်ပြေမှာလားဆိုတာဟိုကထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ဆိုရင်ကျွန်တော် PowerPoint နဲ့နှစ်ချက်ကျွန်တော်ဆွေးနွေးရအောင်နော်နှစ်ချက်ဆွေးနွေးပြီးသွားတဲ့ခါဒီနှစ်ချက်နဲ့ပတ်သက်ပြီးတော့ဒီက designer ရေပေါ့နော် designer အလောင်းကြီးရာရေ designer လက်ရှိပြီးတော့ designer လေးပါမှာပါလားအဲ designer ရေနဲ့ပတ်သက်ပြီးတော့ဘာဆွေးနွေးစရာရှိဆွေးနွေးပါအောင်ဗျာကျွန်တော်လုပ်ပါအောင်ကျွန်တော်เนี่ยတပတ်မှတစ်ချိန်ပဲတွေ့ရကျွန်တော် administration ဘက်ရောက်ပြီစာသင်တဲ့ဘက်တိတ်မရှိလို့ပါကျွန်တော်လုပ်ပါအောင်မင်္ဂလာပါဆရာဟုတ်ပါ Happy New Year ပါနော်ဆရာနော်ဆရာကျွန်တော်အဲ့မှာရန်ကြိုက်တာက price to performance ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ရန်သဘောကျတာကဒီတမ်းမှာကကျွန်တော်စီရန်စိတ်ဝင်စားတာလည်းပါစကလည်းဆရာနဲ့ပြောတယ်အဲ့တော့တခြားကျွန်တော်ဘာမှတော့တူတော့မဆွေးနေတာဆိုတော့ညာလည်းပဲကျွန်တော်ဒီတန်းစီ price to performance ကြည့်ပြီးတော့အရန်တန်တယ်လို့ပြောချင်ပါတယ်ဆရာဟုတ်ကျေးဇူးပါဆရာ product တစ်ခု designer တစ်ခုအနေနဲ့ designer တွေနဲ့စဉ်းစားမှာကိုယ့်ရဲ့ product တစ်ခုလုံးမှာ competitor ပေါ့နော်အခုကျွန်တော်တနန်းကြောင်းတစ်ခုပဲကြော်ညာဖုန်းပဲကြော်ညာကိုယ့်ရဲ့ competitor analysis ကိုရင်စဉ်းစားထားဖို့လိုပါတယ် perform ပဲရောင်းကားပဲရောင်း quad order ရောင်းမယ် Nissan ကဘာလုပ်နေပြီလဲ Mitsubishi ကဘာလုပ်နေပြီလဲ Kira ကဘာလုပ်နေပြီလဲ Hiace ကဘာလုပ်နေပြီလဲနောက်တစ်ခုကပုတ်လင်ပြောရင် BMW ကဘာလုပ်နေပြီလဲBMW ကဘာလုပ်နေပြီလဲ
Mercedes Benz ကဘာလုပ်နေပြန်ဒါမျိုးကျွန်တော်လိုက်ကြည့်နေကြတော့ designer ကိုကရေကတက်တာလုပ်တော့မယ်ကို brand ကရေကတက်တာမှာ Samsung brand မှာထားပါတော့ဟောတကယ်လည်းမဟုတ်ဘူးเนาะဒါ example ပေးရအဲ့ကျွန်တော် LG ကိုသွားကြည့်ရမယ်နောက်တစ်ခုကတရုတ် brand တွေဖြစ်တဲ့ Mitsubishi ကိုသွားကြည့်ရမယ်တရုတ် brand တွေဖြစ်တဲ့ Media Midea တို့ပြီးတော့နောက်တစ်ခုကကျတော့ Nikoki တို့ပြီးတော့နောက်တစ်ခုကကျတော့ Style Air တို့တခြားသော brand မြောက်များရဲ့သွားကြည့်လို့လုပ်တယ်အဲ့တော့ designer က competitor analysis လုပ်နိုင်ဖို့အရေးကြီးတယ်ကျွန်တော်ပြောရရှုပ်သွားလားမသိဘူးကိုက Android မှာ Redmi လို့ကောင်းမျိုးကိုဆွဲမဲ့ product က Redmi လို့ product မျိုး Redmi မှာ Note 40 Pro okay အဲ့ဒီအချိန်မှာဆို Vivo သွားကြည့်မယ် Honor သွားကြည့်မယ်ကြည့်ရမယ့်ကောင်တော့တကောင်နဲ့မဟုတ် price performance competition လောက်ရမယ့်ကောင်နဲ့အများကြီးပဲအဲ့ပေါ်မှာမူတည်ပြီးကိုယ့်ရဲ့ brand significant ဘာပေးပါလဲ brand guideline brand color brand things ဒါမျိုးရဲ့အစားကိုစဉ်းစားထားမယ်ဒါမျိုးရဲ့အစားကိုလွတ်ထွက်သွားလို့မရဘူးကျွန်တော်အဲ့ဆာမှာဆိုအနီအောင်ပဲလာမပြောနဲ့အနီတွေကလွတ်ကိုလွတ်မထွက်တော့ဘူးဒါမျိုးရဲ့အစားအနီအဝါဒါမျိုးအနက်အဖြူဒါမျိုးရဲ့ကျွန်တော်အဓိကထားတော့ကိုကစဉ်းစားပြီဆိုရင်ဒီဇိုင်နာတယောက်အနေနဲ့စဉ်းစားပြီဆိုရင်ကိုဒီဇိုင်းပြီးရရှိရေးကိုမဟုတ်ဘဲနဲ့ referencing များစွာကြည့်ပြီးမှလဲလာပြီးပြီဆိုမှဒီဇိုင်းဆွဲပါလို့ကိုကြံပေးခြင်းတယ် okay ကျွန်တော်ဆွေးနွေးရတယ်ပတ်သက်ပြီးဘာများနေကြတာရှိတယ်လို့မရှိဘူးเนาะကျွန်တော်ဆက်သွားကြမယ်နောက်တစ်ခုကကျွန်တော် marketing မှာအဓိကအရန်အရေးကြီးတာဘာတစ်ခုအရေးကြီးလဲဆိုတော့ segmentation ပဲစိတ်ပန်းပဲ segmentation marketing အလုံးအရေးကြီးကိုယ့်ရဲ့ဘယ် segment ကိုပြင်ပါလဲဘယ်လိုမျိုးပြင်ပါလဲဘယ်လိုမျိုးပြင်မလားဒီ segment အရေးကြီးဒုတိယအချက်က target market နော်ကိုယ့်ရဲ့ target market တွေကဘယ်လိုလဲနောက်တစ်ခုက position ကိုယ့်ရဲ့ market position ကဘာလဲ differentiation တမြန်နဲ့မတူပဲတမျိုးထူးကြအောင်ဘာလို့မဆိုစဉ်းစား STPD ပေါ့နော်ကျွန်တော်အမြဲတမ်းပြောနေကြတယ်အဲ့တော့ segmentation အကြောင်းပြောမယ်ဆိုရင်ကျွန်တော်ဒီဘက်မှာဒါ target market ကိုကျွန်တော်စစဉ်းစားမယ် target market ကိုစဉ်းစား geographic ကိုစဉ်းစားရတယ်geographic ကိုစစဉ်းစားတယ်ကျွန်တော်ဟိုးကျင်တော့ကျွန်တော်ကိုပိုင်ကျောင်းနဲ့ပြည်နာကျောင်းနဲ့ဖွင့်ခဲ့စဉ်ကတော့ထုံးစံတိုင်းပဲ NS ဆိုင်မှာဆိုဖုန်းတို့ကြီးကျောင်းမှာဖွင့်ခဲ့တာဖြစ်တဲ့အတွက်ရန်ကုန်လှိုင်မှာပဲဖွင့်ခဲ့တာအဲ geography ရန်ကုန်တစ်မြို့လုံးတော့ကားပါမဖြစ်ဘူးဒါပေမဲ့အခုက virtual ဖြစ်တော့တနိုင်ငံလုံးကားပါဖြစ်သွားတယ် online နဲ့ touch channel လူ online ဆိုတော့တနိုင်ငံလုံးတော့မဟုတ်ပါဘူးအခုမလေးရှားတို့ထိုင်းတို့ကျောင်းသားတွေရှိကျွန်တော်ရှိမှာလာအိုဆိုကမ်ဘောဒီးယားဟိုဆိုအိန္ဒိယဘက်ကကျောင်းသားတွေလာတတ်တာရှိရယ်နော်အဲ့တော့ဘာလို့demographic ရ geographic ရဒါမျိုးရှိရဟာလေအများကြီးပဲဒါမျိုးလေကျွန်တော်ရှိရဒီ demographic ရလေကျွန်တော်စဉ်းစားဒီ geographic ရလေစားနောက်တစ်ခုက demographic ပေါ့နော်လူဦးရေပေါ့ကျွန်တော်အကြောင်းကိုတက်လူတွေတော့25ကနေ35အများဆုံးတက်တယ်ပြီး35ကနေပြီးတော့45တက်တယ်ဒါမှမဟုတ်25 35အများဆုံး rate ပဲအဲ့တော့ကျွန်တော် demographic ရကျွန်တော် psychographic ရကျွန်တော်ပြန်ကြည့်မယ်ဆိုရင်25နဲ့35ကြားထဲမှာလူတွေအပြုတ်မှုအလေးအထဒါရောကျွန်တော်ခရူးဆိုင်ပေးရတယ်အဲ့လူရဲ့အဲ့အချိန်ကအလုပ်လုံးဆုံးကာလအလုပ်မှာ supervisor နဲ့ assistant manager ရနေတဲ့ကာလအဲ့ကာလရရှိအဲ့လူရဲ့အပြုတ်မှုကိုကျွန်တော်တေချာခရူးဆိုင်ပြီးတော့လေ့လာရတယ်ဒီလိုမျိုးတွေကိုကျွန်တော်ခရူးဆိုင်ထားရတယ်နော် geographic behavior psychographic ဒါရောမသိလို့မရဒါရလည်းကျွန်တော်သိဖို့လိုအပ်တယ်နောက်တစ်ခုကကျွန်တော် target market တွေလုပ်တယ်ဆိုတော့ target market မှာကျွန်တော် customer age တွေ income level တွေ location တွေ interest တွေ gender ကြာလာမလားအခုနောက်ပိုင်းမှာအာဒါရအရင်ဖြစ်တယ်အခုဆိုရင်ဂျပန်ဟိုမှာဆိုထိုင်းမှာဆိုရင် male or female မေးလို့မရတဲ့အခြေအနေအများကြီးပဲအဲ့သူကအာဒါတယ်အာဒါ market ကအရင်ကြီးအဲ့အာဒါ market ကိုလည်းကျွန်တော်တက်ကို market ကြီးတစ်ခုအနေနဲ့သူတို့ကပို့သုံးတယ်လေကျွန်တော်အာဒါ market ကလည်းဒီ wine ဟိုထက်ပို့ပြီးသုံးတယ်လို့ဂေးစရာလည်းကျွန်တော်တာမန် main clay ထပ်ပို့ပြီး cosmetic တယ်ကျွန်တော်အသုံးဆောင်တယ်ပို့သုံးတယ်အဲ့တော့သူတို့ market ကပို့ကြီးတယ်အဲ့ဒါကျွန်တော် view site ဖွင့်လို့ရတယ်သူတို့က niche market ပဲသူတို့က margin high margin ရရတယ် market high margin ရ market အဲ့ high margin ကျွန်တော်ရောင်းနိုင် okay ပါပြီနောက် observation အလုပ်ကန်ဖွင့်ရည် value တွေ customer value ထားလဲဆိုတာကျွန်တော်စဉ်းစားဖို့လိုရတယ်အဲ့တော့ကျွန်တော်စဉ်းစားရမယ်ဆိုရင် marketing ရစဉ်းစားရမယ်ဆိုရင်ဒီဘက်က PA လို့စဉ်းစားလို့ရတယ် designer တယောက်အနေနဲ့စစဉ်းစားမယ်ဆိုတော့ကျွန်တော်တို့ပစ္စည်းကိုစစဉ်းစားလို့ဆိုတော့ပြော 4B မဟုတ် 5B ကျွန်တော် 5B ကြိုက်တယ်ကျွန်တော် 5B ကြိုက်တယ်ဘယ်စိမ်းလုံးနဲ့ရောက်ပါလဲဘယ်စိမ်းလုံးနဲ့ရောက်ပါလဲနောက်တစ်ခုကဘယ်စိမ်းနဲ့ရောက်ပါလဲဘာပစ္စည်းတွေရောက်ပါလဲဘယ်နေရာမှာရောက်ပါလဲဘယ်လို promotion နဲ့ပေးမလဲအဲ့လို promotion နဲ့ပေးဖို့အတွက်ကဘယ်အတက်ရွေဝင်ပါလဲသူ့ income level ကဘယ် level နဲ့ဘယ် level rate ကြာမှာဖြစ်မှာသူတို့ကဘယ်နေရာမှာနေရလဲဘယ်ဖို့အတွက်လား social post အတွက်လား fund အတွက်လား
pamphlet တော့လားဘာတော့ design ဆွဲကျင်တာလဲ location ဘယ်မှာသုံးပါလဲဒီ location စဉ်းစားရမယ် interest ဘယ်အကြောင်းနဲ့ကြိုက်လဲမြန်မာမှာစိတ်ဝင်စားတဲ့အကြောင်းဘယ်အကြောင်းနဲ့ရှိမှထင်လဲမြန်မာမှာလေစိတ်ဝင်စားရဆိုတော့အကြောင်းနဲ့ရှိကျွန်တော်မြန်မာပြည်မှာဘာအကြောင်းနဲ့ရှိလဲကိုရင်းပြောပါဗျနည်းထွက်သွားတော့ ရွှေရောင်ကိုရွှေရောင် ဖေးရနော်ကိုဟန် အနီရောင် အနီရောင်ကျွန်တော်ညီကိုမောင်တို့ကဘယ်လိုရှိလဲပြောပါဦး အမဲရ အမေရောင်အနီရောင်အမေရောင်ပြီးတော့ အဖြူရောင်တော့ရတဲ့စိတ်ဝင်စားမှထင်တယ်ဆရာ ရောင်ပြီးတော့ဒီရောင်လည်းရှိသေးတယ်ဆိုတော့ အနီရောင် အနီရောင်ကျွန်တော်မြန်မာနိုင်ငံမှာနော်ဒီမြန်မာနိုင်ငံကတော့ရွှေမြန်မာခွဲရွှေရောင်ကတော့ main color အနေနဲ့သုံးကြတယ်ဒါတို့များမြန်မာနဲ့ရွှေမြန်မာဆွဲသွားတော့ကျွန်တော်ကရွှေကိုကိုစားပြုရပေါ့နော်တို့များရွှေရောင်ရွှေဝါရောင်သုံးကြတယ်သဘောကျကြတယ်ဒုတိယအနီရောင်ဟုတ်တယ်ဗျကျွန်တော်အနီရောင်ကဘယ်လိုကြိုက်တာလဲဆိုတော့ကျွန်တော်မြန်မာပြည်မှာမဟုတ်ဒီအရှေ့တောင်အာရှတခွင်အကုန်ကြိုက်အနီရောင်ကခင်ဗျယူရီးယားဟိုဟာတွားကြည့်ခင်ဗျတရုတ်တွားကြည့်အနီရောင်ဂျပန်သူကတခါနေပါဆိုအနီရောင်သူတို့လေကြိုက်ကြတာပဲအနီရေးလေးကြိုက်ကြတယ်အခုတခြားမကြည့်နဲ့လေ iPhone Red Black မှာ Red ဘာလဲ7 Black မှာ Red Edition နဲ့စထွက်တယ်သူကအနီရောင်ရောင်းလို့ရအောင်အဲ့မှာ iPhone ရဲ့ Red Edition တွေကဖုန်းကပောက်သွားချက်ကလေရောင်းရချက်ကလေမြေမကောင်းကာလာတရောင်လေးကြောင့်နော်ကာလာဝတ်တစ်ခုတည်း7 Black ကတို့ထွက်နေပြီနော်ရောင်းလေရောင်းပြီးသွားပြီဘာမှမဖြစ်တာမန်ကာလာဝတ်အဲ့တော့အဲ့ကနေပြီးတော့ marketer ကဘာလုပ်လဲဆို designer နဲ့ပေါင်းပြီးတော့design calculation demographic calculation တွက်ချက်ပြီးတော့ပွင့်လင်းပြောရင်သူ China market ကြီးကိုပြည့်ချင်တယ်တကမ္ဘာလုံးမှာရှိ China ရောဖုန်းအသက်40ကျင်တယ်အဲ့တော့ဖုန်းတွေမှာလည်းဘယ်သူမှမရှိဘူးအနီရောင်ဘယ်သူမှမသုံးကြဘူးအသုံးမဖြစ်လည်းမဖြစ်ကောသူကဘာလုပ်လဲဆိုတော့ CSR နဲ့ဘယ်လိုကတ်ညှက်လဲဆိုတော့ဗာလေ AIDS တွေကိုရန်ပုံငွေအနေနဲ့ဒီရရဲ့ percentage တစ်ခုကိုရန်ပုံငွေနဲ့လှူပါမယ်ဆိုပြီး Red Edition တွေထွက်လာအဲ့ချိန်မှာကျွန်တော်လည်းကြွေပြီး Red Edition နဲ့ iPhone 7 Plus ရဲ့ Red Edition ကိုကျွန်တော်ဝယ်သုံးတာဖုန်းမီနီရေးပြရောင်းရချက်ကလည်းမြေမကောင်းအောင်ရောင်းရတခါကျကာလာကြောင့်ကိုယ့်ပစ္စည်းရောင်းရတဲ့ဟာရအများကြီးတော့ကိုလူတော့ဟုတ်လားမသိဘူးကြုံဘူးလားကာလာကြောင့် ဟုတ်ပါတယ်ဆရာ ကာလာကြောင့်ရောင်းရတဲ့ပစ္စည်းရအများကြီးလို့ကာလာကြောင့်မရောင်းရတဲ့ပစ္စည်းရလည်းအများကြီးပဲတခါကိုပြန်စဉ်းစားမယ်ဆိုရင်ကိုယ့်ရဲ့ကာလာသင်းစေကာလာဝေးစေအဲ့ဟာတွေကဘယ်သူတွေသုံးပါလဲဘယ်မှာသုံးပါလဲသူတို့ age လေးပဲဘယ်လောက်မှသုံးပါလဲဘယ်လိုမျိုးမှသုံးပါ pamphlet မှာသုံးပါ journal မှာသုံးပါ magazine မှာသုံးပါလား social media မှာသုံးပါ YouTube မှာသုံးပါ TikTok မှာသုံးပါလားဘယ်တာတော့သုံးပါလဲအဲ့သုံးမဲ့ဟာကိုကိုကပြန်စဉ်းစားဖို့ concept ကြီးရဲ့ချရေးပေါ့လို့ဟုတ် designer အကုန်လုံးကတော့ကျွန်တော်တို့ drawing book ကင်ပါလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဘာပြန်လုပ်လဲဆိုတော့ကျွန်တော်အများအားဒီလိုကျွန်တော်ဆိုအများအားဒီလိုစာအုပ်တွေကင်လေကျွန်တော်ဆိုအများအားကျွန်တော်ဘာမှမလုပ်ခင်ကိုအောင်လို့ဆိုကိုရအောင်လို့ဆိုအရန်စိတ်ညစ်တာကျွန်တော် drawing book တွေကင်ပြီးတော့ကျွန်တော်ပြောရင်လေသူတို့ကဘလို့အရန်စိတ်ညစ်လဲဆိုတဲ့အခါကျတော့လေဟာဒီစာအုပ်ကြီးနဲ့ဒီကောင်စာအုပ်ကြီးနဲ့ရှောက်ဆွဲပြန်ပြီးရှောက်လုံးပြန်ပြီးကျွန်တော်ဒီလိုမျိုးပေါ့နော် first day figure တွေကျွန်တော်ဒါမျိုးတွေရှောက်ပြကျွန်တော်ကကိုရအောင်ဓာတ်လို့ကျင်ဒီ first day လို့ကျင်ဒီ first လို့ကျွန်တော်ဓာတ်လို့ကျင်တယ်ဓာတ်လို့ကျွန်တော်ဓာတ်လုံးမယ်ဆိုတဲ့ဟာမျိုးတွေပြောတာအဲ့တော့ကျွန်တော်တို့ပြောချင်တာဘာတွေပြောချင်တာလဲဆိုတော့ first and figure ကိုကျွန်တော်တို့က view site ဖို့လုပ်တယ် first and figure ကို view site ဘာလို့လုပ်မရအောင်ကိုလို့အဲ့ first and figure နဲ့ပြောတော့ designer လည်း very visionary very clear okay မင်းဓာတ်လို့ကျင်တာနော်ဓာတ်ဒီ first day လို့ကျင်ဒီ first day လို့ကျင်တော့ငါဓာတ်ရအောင်ဆိုသိမယ်ဒါမျိုးကိုကလေပြောဖို့လုပ်တယ်အဲ့တော့ကိုက marketer ပဲဖြစ်စေ designer ပဲဖြစ်စေ data အရင်ရအောင်တောင်းပါ information တွေစုပါ data ရအောင်တောင်းပါပြီးပြီဆိုမှကိုယ့်ရဲ့ပြိုင်ဘက်တွေကဘယ်လိုလုပ်နေပြီဆိုရင် reference တွေလုပ်ပါသူတို့နဲ့ကိုယ်ထုတ်တဲ့ design မျိုးလုပ်ပါကိုကတခုတော့ရှိရပါနော်ကိုကတရားဝတ်သုံးပြ designer မလုပ်ဘူးကို professional designer လုပ်မယ်ဆိုရင်တော့ကိုက commentator တွေဘာလုပ်နေလဲကိုယ့်ရဲ့ customer ကဘာလုပ်ချင်တာလဲ end user ဘာလုပ်ချင်တာလဲအဲ့ပေါ်မှာမူတည်ပြီးကိုကဘာပေးချင်တာလဲကိုယ့်ရဲ့ product ကဘယ်နေရာမှာသုံးဆွဲချင်တာလဲအဲ့ first တွေကိုချရေးပြီးပြီဆိုမှကိုကစဉ်းစားရပါတယ်အဲ့ point နေပေါ့နော်
designer ကိုက marketer ဖြစ်စေ designer ပဲဖြစ်စေ point to point နေဘယ်တော့မှစဉ်းစားလို့မဟုတ် point အနည်းဆုံး5 point လောက်စဉ်းစားတယ်ပထမ1 point ကကြတော့ကိုယ့်ရဲ့ competitor ရဲ့ကိုက reference လုပ်လို့ဒုတိယ point ကကြတော့ကိုက designer ဖြစ်ပြီဆိုရင်ကိုယ့်ရဲ့ client တွေ custom ကိုယ့်ရဲ့ client တွေကို supply ကိုက supply လုပ်မဲ့ company တွေ company function နဲ့ marketing manager ရဘာလို့ကျန်ဆိုတော့လုပ်ဖို့လိုရတယ်ဒုတိယတတိယအချက်ကကြတော့ကိုယ့်ရဲ့ end user တကယ်သုံးဆွဲလူတွေသုံးဆွဲရဟာတယ်ဒါရောကိုကနားထောင်လို့ startup မြောက်ချက်ကကြ operational မှာအဲ့ပစ္စည်းတွေကအရန်ကောင်း design ဟောပဲဒါပေမဲ့အဲ့ design ကထုတ်ဖို့တော့ခက်ခဲရှိတယ်မှာကျွန်တော်ဘယ်လောက်ပုံနှိပ်မှာဆိုရင် printing ကကျွန်တော်တို့ကတော့ပွင့်နေပြောအရောင်လေးက new design color မှာ screen မှာလှပနေရပဲ40 50လောက်တွေပေးလိုက်ရောအကဲမှာဘာလဲပုံနှိပ်မှာအကဲမှာအဆင်ပြေအကဲတူတက်တီးရောပါ300တော့မှာ270ရော300တော့မှာ okay ဒါပေမဲ့ကိုက Jublet မှာတွားရက်လိုက်ရပြီဒုက္ခကြီးရောက်တယ်ဟိုကောင် Jublet ကဘာလဲဆိုရင်မှင်ဆုပ်တယ်မှင်ဆုပ်လဲဆိုတော့ကိုယ့်ရဲ့ design နဲ့အကုန်လုံးလွင့်ကုန်ဒါမျိုးရဲ့အစားရှိပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့ပုံနှိပ်ကိုကပုံနှိပ်ဒါပုံနှိပ်ပါလာဆိုပုံနှိပ်လုပ်မယ်ဆိုတော့အဲ့ပုံနှိပ်မှာရှိရဲ့ပုံနှိပ်ဆက်စေရရဲ့ risk တွေပါကိုကထိတ်တွက်ထားပြီးပြီဆိုမှကိုကရေးဆွဲဖို့လို့လေကိုယ့်ရဲ့ design က social အတွက်ပဲလားပုံနှိပ် print media အတွက်လားဒါမှမဟုတ်ဘေဘုတ်အတွက်ပဲလား finance အတွက်ပဲလား finance ဆိုရင်ဘယ်လောက်ဒီနဲ့သုံးပါလဲဟဲ့ဒီ design က300ဒီအတွက်နော်ဒါ900ဒီအတွက်နော်300ဒီနေမှာဆိုမှရမှာနော်ဒါ900ဒီမှာရမှာနော်ဆိုရင် remark လေးပါကိုကထည့်တွင်းပြီးတော့ပြောမှာအဆင်ပြေမှာဖြစ်တယ်ရလားမသိကျွန်တော်ပြောများသွားပြီလားမြန်နေလားမသိဘူးကျွန်တော်ကနည်းနည်းစတင်တာမြန်နေတယ်မှာပါတယ် မရပါဘူးဆရာ ရနော်စင်ပြေနော်အဲ့တော့ကျွန်တော်စစပြောရ first day ပါပေါ်လည်းကျွန်တော်ပို့ပြီးပြီဆိုတော့ဒီလေးမှာ first day မှာကျွန်တော်ဆက်ပြီးတော့ပြောရမယ်ဆိုခဲ့စစပြောရဒီအရေးလေးကျွန်တော်ထည့်တွင်းစဉ်းစားရတယ်လို့နောက်တစ်ခုကကြောင့်ကို product အားသာချက်တယ် design တစ်ခုဆိုရမှာဆိုရင်ကို design ကဘာလို့အားသာချက်နေနေပေးမှာလဲအားနည်းချက်တယ် company ဘက်ကမပေးနိုင်တဲ့အားနည်း resource အားနည်းချက်တယ်ဒါမှမဟုတ် operation မှာရှိနေတဲ့ resource အားနည်းချက်တယ်ဒါမှမဟုတ်ကိုမှရှိနေတဲ့ resource အားနည်းချက်တယ်ဘာအားနည်းချက်တွေရှိတယ်ချရေးရမယ်အော် market ထဲမှာရှိနေတဲ့ပြန်ဘက်တွေကကိုဘာရချင်းချောက်နေလဲဘာ design နဲ့ချင်းချောက်နေလဲကိုကအဲ့ပေါ်မူဒီဘာ opportunity ရတယ်ဆိုတော့ကိုကကြည့်ပြီးပြီဆိုမှကိုကစဉ်းစားဖို့လိုပါတယ်ဟုတ် marketer ပဲစဉ်းစား designer ပဲစဉ်းစား marketing အမြင်ရှိဖို့လိုတယ် marketing အမြင်မရှိဘူးလေခင်ဗျ designer စဉ်းစားရင်တေချာဈေးကွက်ကလက်မခံရင်ခင်ဗျ make it money မဖြစ် make it money ဖြစ်ဖို့ဈေးကွက်ကလက်ခံမလို့တယ်ဈေးကွက်ကလက်ခံစေအကြောင်းရင်းလက်ခံစေအကြောင်းတရားဒါရောအကုန်လုံးစဉ်းစားထားဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်ကကုန်တယ်ကြီးနေလက်လီပေါ့နော် B2B နဲ့ B2C business to business နဲ့ business to customer အဲ့တော့ B2B ကိုကျွန်တော်စဉ်းစားရမှာဆိုတော့ကျွန်တော်တချို့ design တွေက B2B အတွက်ကိုစဉ်းစားပြတဲ့ design တွေလားတချို့ကျတော့ B2C အတွက်ကိုပြတဲ့ design တွေဒါမျိုးလေးစဉ်းစားဖို့လိုတယ်အဲ့တော့တစ်ခါကကြဘေးဘုတ်တွေလုပ်တဲ့ဟာမျိုးနောက် TB ဘုတ်တွေဒီဘက်ခက်ကဒီဘက်ခက်ကလူတွေရော TB ဘုတ်ကိုမြင်ဘူးလား TB ဘုတ်သိလိုက်ရင် TB ဘုတ်ဆိုတာဘာလဲဆိုသိကြလား TB ဘုတ်ဆိုတာ သိပါဦးဆရာ လာနောက်နေကိုပြရ ဆရာ PP ပုတ်ပေါ်မှာဆရာ print ရိုက်တာဆရာ ဟုတ်တယ် TB ဘုတ်ဆိုရဲ့ကိစ္စဘယ်လိုလဲကျွန်တော်ဟိုပါပေါ့နော်ခေါင်းရှိုရည်တို့ဘာလို့နောက်တစ်ခုကကြောက်ခေါင်းရှိုရည်ဘာလို့ချိတ်တာမျိုးမှာ TB ဘုတ်တုံးတယ်နောက်တစ်ခုကကြောက်ဈေးအတွင်းထဲမှာတချို့တော့ဆိုင်းဘုတ်အသေးလေးမှာ TB ဘုတ်တုံးတယ်တချို့တော့နေရာမှာ TB ဘုတ်လေးတုံးတယ်ဒီဘက်ခေတ်မှာ TB ဘုတ်ကတိတ်မတုံးဖြစ်တော့ vinyl TB ဘုတ်ကဘယ်နေရာဖြစ်တယ်ဆိုတော့အခု stand vinyl နေရာတွေမှာလူရုပ်နေရာမှာတုံးလာနောက်ကလက်ကန်လေးနော်ဟာအရန်ချုံးနေတယ်လို့အရန်မိုက်တယ်လို့လက်ကန်ဟိုလေး vinyl ရှေ့မှာ backdrop photo book ပေါ်မှာကင်ထားတဲ့ဟာမျိုးလေးရှိအဲ့ photo book ပေါ်မှာကင်ထားတဲ့ဟာမျိုးလေးဒါမျိုးလေးရှိတယ်TB ဘုတ်ကတော့ပုံစံပြောင်းသုံးသွားတဲ့အခြေအနေမျိုးတွေရှိရပါတော့ပုံစံပြောင်းသုံးသွားတဲ့ဟာလေးရှိရအဲ့တော့တခါကြရင်ကိုယ့်ရဲ့ပစ္စည်းကဘယ်သူအတွက်ကိုသုံးဆွဲမှာလဲ B2B အတွက်လား B2C အတွက်လားB2B ဆိုရင်ဘယ်ပုံမှာရိုက်ရမှာလဲ vinyl ပုံမှာရိုက်ရမှာ TB ဘုတ်ပုံမှာရိုက်ရမှာလားဒါမှမဟုတ် social ပုံမှာရိုက်ရမှာလား TikTok ပုံမှာရိုက်မှာလား Facebook ပုံမှာရိုက်မှာလားဒါမျိုးရဲ့ဆက်တွဲစဉ်းစားမယ်ဒါမျိုးရဲ့ထက်တွဲမစဉ်းစားရင်ခက်ခဲရှိတယ်ဒါမျိုးရဲ့ထက်တွဲစဉ်းစားထားဖို့လိုအပ်တယ်နော်โอเคဒါကျွန်တော်ဆက်သွားကြမယ်โอเคကျွန်တော် marketing plan ပေါ့နော်ဒါတော့အကြမ်းမြင်ပေါ့နော်ဒီရလူတွေနဲ့တော့ဆိုင်တော့မဆိုင်ဘူးဒါမှမဟုတ်လေကျွန်တော်အကြမ်းမြင်အနေနဲ့နှစ်ဘယ်လိုပြောလဲအများကြီးမဟုတ်ကျွန်တော်နည်းလေးပြောပြပါမယ်
marketer တယောက်အနေနဲ့စဉ်းစားမယ်ဆိုရင်အရင်ဆုံး executive summary လေးစစဉ်းစားမယ်နော်ကို product executive summary လေးစစဉ်းစား designer တယောက်အနေနဲ့ product executive summary လေးစစဉ်းစားမယ်ဒီ product executive summary မစဉ်းစားလို့မရအောင် product executive summary စစဉ်းစားမယ်ဒုတိယက current market situation ကိုက market leader တော့ follow လာကိုယ့်အခြေအနေကိုသိဖို့လိုအပ်တယ်တတိယချက်ကကြောင့်ကိုကအခွင့်အလမ်းကဘာရှိနေပြီလေချင်းချောက်မှုကဘာရှိနေဆိုတော့စဉ်းစားနေရမယ်နောက်တစ်ခုကကျတော့ market objective design objective တွေကလည်းရှင်းလင်းရှိနေဖို့လိုတယ် brand objective တွေရှင်းလင်းနေဖို့လိုအပ်တယ်နောက်တစ်ခုက marketing strategy ကိုယ့်ရဲ့ marketing strategy ကဘာဖြစ်နေပြီလဲဆိုတော့စဉ်းစားနေဖို့လိုအပ်တယ်နောက်တစ်ခုက action program တွေဒီ action program တွေကိုအသိလို့ဒီ action program တွေကိုမသိလို့မရဘူးနောက်တစ်ခုက budget ကိုမှရှိနေ budget ဘယ်လောက်ရှိလဲနောက်တစ်ခုက control ဒါက marketing plan မှာရှိနေတဲ့ဟာတွေပေါ့လေဒါကတော့ကျွန်တော် marketing အတန်းမှာဟိုဟာအနေနဲ့အခြေခံ marketing အနေနဲ့ကျွန်တော်သင်ပေးတယ် PowerPoint slide တွေဖြစ်တယ်အဲ့တော့ design ဘက်ကတော့နည်းနည်းတော့ဒီ slide မှာတော့တက်ဆိုင်နိုင်မယ်လို့ကျွန်တော်မယူဆဘူးဒါပေမဲ့လေ design ကနေပြီးတော့ကျွန်တော်ကဘာတစ်ခုအကြံပြုလို့လဲဆိုတော့ designer တွေခင်ဗျ professional designer တွေဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အကြောင်းမှာဖွင့်တဲ့ diploma ရဲ့ sales and marketing အတန်းကိုလာ join စေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျား sales and marketing သိသွားပြီဆိုမှ design နဲ့ okay ပြီးရင်ဘယ်အတိုင်းဆက်ချင်လဲဆိုတော့ diploma ရဲ့ social media marketing နော် Facebook marketing diploma ရဲ့ digital marketing အတန်းကိုလာ join စေချင်ပါအဲ့လိုသုံး play join ပြီးတော့လူချင်းမင်းက designer ပဲလုပ်စား marketing မလုပ်စား PR advance ပဲလုပ်စား professional marketing ပဲလုပ်စားဆိုရင် concept တွေ more တွေအကုန်စုံသွားမှာဖြစ်တယ်နောက်တစ်ခုကကြာနောက်ဆုံးကဒါအလွန်အရေးကြီးတယ်ကိုယ့်ရဲ့ brand ရဲ့ product ရဲ့ experience အဲ့ကျွန်တော်ဘာပဲပြောဒီကညီကောင်မောင်နှမတွေကတော့ NSMS ရဲ့ brand ကိုစပြီးဟာ2000ခွဲနဲ့တွားစမ်းကြည့်ပါဦးမယ်ကွာဆိုရင်စပြီးဟိုဖြစ်တယ်နော်စပြီးကျွန်တော်ဒါဆိုအမှန်တမ်းပြောဒါ introduction ပေးအတန်းတယ်အဲ့တော့ကျွန်တော်ကဆေးပန်တင်ပါဆရာအောင်ကျွန်တော်တိုင်ပင်ထားတယ်ဆရာအောင်ရဲ့ဒီတန်းကိုကျွန်တော်ပန်တယ်အတန်းဒါကပုံလို့ပြော introduction အတန်းကျွန်တော် advance အတန်းနဲ့ကျွန်တော်ဖွင့်ကြမယ်ဒါပေမဲ့ဆရာအောင်ကိုဝင်းနှုံးဖြစ်အောင်ဆရာအောင်ရဲ့ပညာရောလူသိအောင်ကျွန်တော်ဗာပညာနာအတန်းအနေနဲ့ကျွန်တော်အရင်ဖွင့်ချလိုက်တယ်အရင်ဖွင့်ချလိုက်ရောလူရဝိုင်းတင်တဲ့တင်ဟာဆရာအောင်ဆိုရင်ကြိုက်တယ်ကိုအောင်ဆိုကြိုက်လိုက်တာကိုအောင်ဆိုကောင်းတယ်ကိုအောင်ဆိုကြိုက်တယ်ကိုအောင်ရဲ့ဟိုမျိုးဖြစ်တယ် review ရဲ့မြောက်စွာပေးပြီဒါ experience နဲ့ကိုအောင်ကိုပြလိုက်တဲ့ experience နဲ့ဟာဒီ product ဒီဈေးနဲ့ price performance တန်တာပေါ့တန်တယ်စင်ပြေတယ်အဲ့ဘာပြန်ဖြစ် brand ကိုယုံကြည်ဟာ NSMS ဆိုရင် gym လုပ်ဘူးတကယ်ကောင်းတယ်အဲ့ value proposition ဖြစ်သွားတယ်ဒါမျိုးရဲ့အစားကျွန်တော်ကတိဆောက်ထားတယ် brand ကိုတိဆောက်အဲ့လိုမျိုးရဲ့အစားစဉ်းစားပြီးတိဆောက်ရတယ်အဲ့ကို product ကိုကိုကအရင်ဆုံးစပြီးတော့လုပ်တော့မယ်ဆိုရင်တော်တော်များများကိုကရလိုချင်တာလဲဆိုရင် customer ကိုကအရင်ဆုံးပေးဖို့ကြိုးစားပါကိုကရင်မလိုချင်ပါနဲ့အရင်လိုချင်ပေးမှန်းတယ်အဲ့အရင်ပေးလိုက်တော့စိတ်ချမ်းသာတယ်ပေးလိုက်တဲ့ခါကျသူကျင်းတဲ့လူလည်းကျင်းတတ်သွားတယ်ကျင်းတတ်ပြီးကိုက good way ရလာgood way ရလာတဲ့ခါကိုက sustainability ကိုက development ဖြစ်တယ်a good way မရမချင်းကိုလူကိုအဆင်ပြေမှာမဟုတ်ဘူး social media marketing ခစ်ဖြစ်လာတဲ့ခါကျတော့ good way မရရင်တော်တော်ပြဿနာရှိတယ်အဲ့တော့ good way ရအောင်တိဆောက်ပါလို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကဒါ content marketing မှာပြကျွန်တော် orient persona ပေါ့ persona ဆိုတော့ target market တော့ပါတော့ပြန်ကြည့်မယ်အဲကျွန်တော် position ကိုယ့်ရဲ့ market position နဲ့စဉ်းစားမယ် brand and social selling တော့ပါတော့ကျွန်တော်ပြောမယ်ပြီး content marketing mission နဲ့ကျွန်တော် content calendar ရဆွဲမယ် content mission နဲ့ဆွဲမယ် designer ရယ် content writer ရယ်နောက်တစ်ခုကျ content media buyer ရယ်ပြီးသွားတဲ့ခါကျ marketing သမားရယ်ပြီးတော့ကကြာ sales manager အကုန်စင်ပြီးပြီဆိုမှ plan တစ်ခုက content marketing mission ကရေးဆွဲရတယ်တယောက်တည်းရေးလို့မရဘူးတယောက်တည်းရေးရင်ပြတ်သွားရှိတယ်ပြီးပြီဆိုမှအဲ့ business case ပေါ်မှာပြန်ပြီးတော့ rely လုပ်မယ်ပြီးပြီဆိုမှ action plan လုပ်ပြီးနောက်ကဘာထပ်လိုက်ရတဲ့ budget တစ်လောက်ဘယ်လောက်တုံးမှာတစ်နှစ်ကိုဘယ်လောက်တုံးမှာလဲ budget ဘယ်လောက်တုံးဆွဲမှာလဲဆိုတော့စဉ်းစားထားဖို့လိုအပ်တယ်ဒီမှာတင်ကျွန်တော်ရဲ့ marketing မျှဝေမှုပါပြီးဆုံးပြီ theory ကဒီလောက်နဲ့ပြီးဆုံးတယ်အဲ့တော့ကျွန်တော်ဒီကညီကိုမောင်နှမရောကျွန်တော်ဘာနဲ့ပြန်ဆွေးနွေးကြလဲဆိုတော့ marketing နဲ့ပတ်သက်ပြီး design အနေနဲ့ပတ်သက်ပြီးဘာတွေလိုအပ်လဲဘာတွေလိုအပ်ချက်ရှိလဲဘာကြောင့် marketing ကစဉ်းစားရလဲ design ဘက်ကဘာကြောင့်စဉ်းစားရလဲဆိုတာဟာလေးကျွန်တော်မျှဝေချင်ပါတယ်ဆွေးနွေးချင်ပါတယ်အဲ့တော့ volunteer လေးတစ်ယောက်လောက်ဆွေးနွေးပေးပါအောင်ဒီနေ့ကျွန်တော်မျှဝေသွားတဲ့အကြောင်းတရားလေးနဲ့ပတ်သက်ပြီးတော့နည်းနည်း review and revise လေးလုပ်ပေးပါဦးဘာလို့ပြောမလဲစင်ရေးလို့ပေါ့လူကြီးဖြစ်တဲ့အတွက်ကျွန်တော်နာမည်မခိုးချင်ပါဘူးအားနာလို့ကျွန်တော်ကြောင်းသားဆိုကျွန်တော်နာမည်ခိုးပြီးမေးတာဘယ်သူမှမပြောကြဘူးလားပြန်မင်္ဂလာပါခင်ဗျဘယ်ပြောပါဗျာအပြင်မှာတွေ့မယ်ဆို
တွဲပြပေါ့ okay ကျတော့ကျေးဇူးအများကြီးပါပဲဆရာဒီ 5P ပြောပြတာဟုတ်လေပြီးတော့ကျတော့ဒီ segmentation ပြောပြတာလည်းကျေးဇူးအများကြီးပါပဲ ပြပါခင်ဗျာကျေးဇူးတော့ကဲကျွန်တော်ညီကောင်မတော်ရောဘာသိကျင်တယ်လေဒီဇိုင်နာဘက်ကနေလည်းပြရမယ်မာကတင်တယောက်အနေနဲ့စဉ်းစားမယ်ဆိုတော့ကိုလူတော့ဘယ်သူရင်စသုံးမလဲဆိုတာစဉ်းစားပါကိုပစ္စည်းဘယ်သူသုံးမှာလဲပြဘယ်စနဲ့ရောက်ပါလဲပြဘာပစ္စည်းမျိုးစားလဲပြဘယ်ညိုင်မှာရောက်မှာလဲပြဘာ promotion ပေးမလဲအဲ့ရလည်း group site ပါကိုလူတော့အဲ့ရလည်း group site ပြီးသွားပြီဆိုခဲ့ရင်ကျွန်တော်တို့ကဘာပြန်စဉ်းစားမယ်ဆိုတော့ကိုယ့်ရဲ့ target audience ပေါ့နော်ကိုယ့်ပစ္စည်းသုံးဆွဲလူရဲ့ age income psychographic သူတို့ဘယ်မှာနေရလဲအဲ့အမျိုးမထိပါ like စဉ်းစားပါ like စဉ်းစားပြီးတော့ design ဆွဲလူချင်းတို့ design တွေကအောင်မြင်တဲ့ design တွေဖြစ်မှာဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီကောင်မရောဘာမှမသိချင်ပါတယ်လေမားနဲ့ပတ်သက်ပြီးပြောပါအောင်ဘာသိကျွန်တော်ဒီနေ့ကတော့ဆွေးနွေးအပိုင်းလေးပေါ့လေဟေးတယောက်မှလည်းမေးကြအောင် okay အဲ့တော့တယောက်ချင်းစီပဲပတ်မေးလိုက်ရင်ကောင်းလားမသိဘူး ဆရာဒီနေ့ဆွေးနွေးဟောတာလေ marketing နဲ့ပတ်သက်တဲ့ဟာတကယ်မသိတာဆရာဒီနေ့ကဆရာဆွေးနွေးတဲ့ဟာတွေအခုမှတော်တော်လေးကိုသိတော့ဆရာပြောတဲ့ဟာတွေလေအဲပေါ်ပါတဲ့ဟာတွေတော်တော်လေးကိုဘုဒ္ဓတာရပါတယ်ဆရာကျေးဇူးလည်းတင်ပါတယ် ဟုတ်ပါခင်ဗျာအဲ့တော့ကျွန်တော်ကပြောကြတာဒီဇိုင်နာရ marketing ကြောင့်သိဖို့လို့လေ marketing ကြောင့်မသိပေမဲ့ဒီဇိုင်နာ professional designer လုပ်ဖို့ခက်ခဲပါတယ်ဒါကကျွန်တော် suggest လုပ်တာပါနောက်ပိုင်း professional designer ဖြစ်ဖို့တော့ marketing ကြောင့်သိဖို့လို့တယ် chat GTP မှာရှာကြည့်ပါနောက်ပိုင်းသူတို့ JD ကိုပြန်ပြီးရိုက်ကြည့်ပါဘောနော်ဟိုဘယ်လိုပြောမလဲ marketing Photoshop သုံးတတ်ရုံနဲ့ Adobe Photoshop သုံးတတ်ရုံနဲ့ marketing ဗာလေ designer မဖြစ်တော့ပါဘူးနော်အဲ့ကိစ္စရှိပါနော်အဲ့တော့ကျွန်တော်စောစောပြောလို့ပေါ့နော်ကျွန်တော်ကိုကြီးအောင်နဲ့ကျွန်တော်နဲ့ဘာကြောင့်စီးကတ်တာလဲဆိုတော့ကိုကြီးအောင်က advance အကြောင်းတော့နားလေ BI အကြောင်းနားလေအဲ့ digital မှာလည်း तू ကဘာညာလှော်နေတာသူများမလုပ်ခင်မှာ तू က motion နဲ့ sweat လှုပ်ပြနေတာကိုဟာမိုင်းနေရပါတော့အဲ့တော့ designer ရခက်ရှေ့ပြေးဖို့လိုတယ်ခင်ဗျားတို့တရားဖို့3ပုတ်တွေလုပ်မယ် designer လုပ်မယ်ဆိုရင်တော့ခင်ဗျားတို့တဘောပဲမဟုတ်ဘူးကိုကခက်ရှေ့ပြေး designer ကိုက professional ဖြစ်တယ်ကိုယ့် area မှာကိုကဆရာတဆူဖြစ်အောင်လုပ်မယ်ကိုကဘယ်ကောင်မှဘိုးမထားဘူးဆိုရင်တော့ကိုလူတော့ခလုံးနှိပ်တတ်ရုံကွန်ပျူတာလေးက shortcut key နှိပ်တတ်ရုံနဲ့ designer မဖြစ်ပါဘူးโอเคဆွေးနွေးပြပါအောင်ဘာလေးသိကျင်တယ်လဲဘာကနေပတ်သက်ပြအောင်ဒီကတော့လူတိုရှင်းမှတ်ရမယ်ဆိုဗျာဘယ်သူကိုရောက်မှာလဲဘာပစ္စည်းတွေရောက်မှာလဲဘယ်စင်းနဲ့ရောက်မှာလဲဘာ promotion နဲ့ရောက်မှာလဲဘယ်နေရာမှာရောက်မှာလဲနောက်တစ်ရဲ့အသက် income နောက်တစ်ခုက level male or female demographic ဒါ like သူတို့ကြိုက်တဲ့ color design sense ဒါမျိုးနဲ့ဆို license ပါโอเคအဲ့တော့လုပ်ပါတရားမှလည်းမဖြေကြလေးတိုင်းမင်းခေါ်လိုက်ခေါ်ရင်ကောင်းတယ်ကိုရအောင်လိုက်ခေါ်ရမှာလား ခေါ်လိုက်ပါဆရာ မတ်ချယ်ရီဦးမင်္ဂလာပါနော် ဟုတ်ကဲ့မင်္ဂလာပါဆရာ ဟုတ်ဒီနေ့ကျွန်တော်မျှဝေသွားတဲ့ PowerPoint စေချက်နဲ့ပတ်သက်ပြီးတော့လက်ရှိကိုရလိုက်တဲ့ information and message လေးဗာလေးရလဲမသိဗျာ ဟုတ်ပြောရမယ်ဆိုတော့အပေါ်ရန်ပဲတီးခဲ့ဟာနောက်မှာအစစ်စင်လောက်ရ progress တွေအများကြီးရှိရဆိုတာတည်သွားတယ်ဘိုးဆိုကမတိဘာမှမတိရခါကျတော့မေးခွန်းကထွက်မလား ဟုတ်ကဲ့ပါ လို့ဖြစ်နေတော့ဘာမေးရမှမသိဘူးဖြစ်နေရတော့တိကျင်နိုင်ရတယ်များနေရမေးခွန်းမလောက်ဖြစ်နေဆရာအဲ့တော့ဆရာပြောပြပေးပါမယ်အဆင်ပြေပါဗျာအဲ့ဒါကျေးဇူးတင်ပါတယ်ကဲကျွန်တဲ့လူတွေပတ်မေးကြအောင်နော်โอเคပါโอเคကိုဟန်ထွန်းမင်္ဂလာပါနော်ကိုဟန်ထွန်း ဟုတ်ကဲ့ဆရာ လုပ်ပါအောင်ဆွေးနွေးပြပါအောင် ဆရာဟောလေဆရာပြောလို့ပေါ့နော်product တစ်ခုထုတ်တော့မယ်ဆိုရင်ကိုကcustomer ရဲ့လိုအပ်ချက်ကိုကြည့်ပြီးတော့ပေါ့နော်ဟောပေါ့ဘာလိုသူဒီနေရာမှာဆိုရင်ဒီ data မှာဆိုရင်ဘာလိုအပ်လဲပေါ့အဲ့နဲ့ပတ်သက်ပြီးတော့လုပ်မယ်ပေါ့ဗျာလုပ်မယ်ဆိုတော့ကဲလို့ဟောပေါ့ဘယ်လိုပြောရမလဲဆိုတော့
customer ကိုက customer လိုအပ်ချက်နဲ့ပဲလှုပ်လိုက်တယ်လှုပ်လိုက်တယ်ပေါ့လေဒါပေမဲ့သူရဲ့လိုအပ်ချက်တစ်ခုဒီနယ်မြေမှာလိုအပ်ချက်ဟာကိုလှုပ်လိုက်ပေမဲ့တချို့ကြတော့မကိုက်ညီတာတွေပါရှိရပေါ့နော်အဲ့လိုဖြစ်သွားနိုင်တယ်ပေါ့ဖြစ်သွားနိုင်တဲ့ issue တွေရှိရရင်ကြတော့အဲ့ဟာတွေကိုကြတော့ဒီ customer တွေရဲ့လိုအပ်ချက်တွေကိုထပ်ကြည့်ပြီးတော့ပဲပြန်ပြီးတော့ပေါ့လေထပ်ဖြည့်ရမလားပေါ့အဲ့လိုမျိုးပေါ့ဒါမှမဟုတ်ဒီအဲ့ business ကိုပေါ့နော်နောက်တစ်နေရာပြန်ပြီးတော့အဲ့လိုမျိုးပေါ့နော်တခြားဒီလုပ်ငန်းနဲ့ကိုလုပ်တဲ့လုပ်ငန်းနဲ့ကိုက်တဲ့နေရာကိုပြန်ပြောင်းရမလားပေါ့ဒါမှမဟုတ်အဲ့နေရာမှာပဲအဲ့လုပ်ငန်းကိုကဒီ customer လိုအပ်ချက်ကိုကြည့်ပြီးတော့လုပ်ငန်းလုပ်လိုက်ပေမဲ့လိုအပ်ချက်သူတို့နဲ့မကိုက်ညီတဲ့ဟာဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဗျာအဲ့တော့အဲ့ဟာဘယ်လိုလုပ်တင်လဲဟုတ်ကဲပါကိုဟန်ထုံးရဲ့အဲ့ဒါကျွန်တော်တစ်ခုမေးချင်တယ်လေကိုဟန်ထုံးခုစဉ်းစားနေရလဲmarketing manager ဒါမှမဟုတ် business owner point of view ဘက်ကစဉ်းစားမှာလား designer view ကစဉ်းစားမှာအဲ့နှစ်ခုကအရင်ရေးအဲ့ perspective နှစ်ခုကအရင်ရေးကြည့်ရအဲ့တော့ကိုက designer point of view ဘက်ကစဉ်းစားရတခုဖြစ်တခုရှိလို့ကျွန်တော် business owner point of view ဘက်ကပြောရင် perspective ကနောက်တစ်ခုဖြစ်နေလို့ခင်ဗျဘယ် owner ဘက်ကကြည့်လိုက်မယ်ဗျowner ဘက်ကကြည့်မယ်ဆိုတော့ကျွန်တော်အရင်ဆုံးစစဉ်းစားပါအရင်ဆုံးစစဉ်းစားပါ competitor analysis ပြကိုယ့်ရဲ့ထုတ်ကုန်နဲ့တူအစိမ်းလုံးတူအရေးတွေတူ quality တူအပို3ခုအောက်3ခုပုံစံတူ3ခုဘယ်နှခုရှိလဲကိုယ့်နေမြေမှာဘယ်နှခုရှိလဲဆိုတော့အရင်လေ့လာဖို့အရေးကြီးတယ်ဒါပထမဆုံးအချက်ဒုတိယအချက်ကကြတော့ကို market မှာသူများနဲ့မတူအောင်ဘာပေးမလဲစားသုံးသူကိုမတူအောင်ဘာပေးမလဲပေးနေတာအရေးကြီးတယ်အခုတေချာလေအခုကျွန်တော်အကြောင်းကိုခင်ဗျားတို့သိကုန်မသိဘူးဒါပေမဲ့ development and design ဆရာအောင်တင်မယ်ပြောလဲပြောရုပ်တည်နဲ့ဝုန်းလေးဆိုရောက်လာကြလေဒီကညီကောင်မောင်မတွေကျွန်တော်တခုမေးစရာရှိတယ် NSMS ကအရင်ကတည်းကသိရဲ့ကြောင်းသားပေါ့နော်အရင်ကတည်းကသိရဲ့လူဘယ်နှယောက်ပါလဲပါရင်ကျွန်တော်လက်လဲထောင်ပေးပါကျွန်တော် right hand လေးထောင်ပေးပါဒီလိုလေးလက်ဒီလိုလေးလက်ထောင်ပေးပါ NSMS ကိုအရင်ကတည်းကသိရဲ့လူမသိကြဘူးတော့သိရဲ့မသိရဲ့ခါကျဆရာဒါပေမဲ့အဲ့ NSM ကတင်တန်းနေရောမ join ဘူးသေးဘူးနာမည်ကတော့အရင်ကကြားဘူးနေပါလေဆရာအားဘူးနေတယ်ကြားပဲကြားဘူးယူတော့မသုံးဆွဲဘူးသေးဘူးဟုတ်တယ်နော်ကြားပဲကြားဘူးမသုံးဘူး okay ခုမှအောက်ဆုံးတင်တန်း join ဘူးတာပါဆရာ okay ကျွန်တော်ပြောချင်တာအဲ့ရလေကျွန်တော်ပစ္စည်းတစ်ခုကိုကျွန်တော်စစဉ်းစားမယ်ဆိုကျွန်တော် customer တွေကကိုရောက်ဖို့အတွက် reach ကိုရောက်ဖို့အတွက်ဆိုရင်ကျွန်တော်ကဗျာသူများ business management ကို business management ကိုကမထူးကြကိုရှိဘယ်မှသူများမှာပညာတနာမပေးဒီဇိုင်းပေးထားလိုက်လေပေးလိုက်ကိုရှိရောက်လာမိုက်နေဘာရေးတင်မလဲမသိဘူးဒီဘေး3000ဒီဘေး2000ကို3000နဲ့ငါတို့လိမ်မလားမသိဘူးလိမ်ရင်လည်းလိမ်ဖို့ကွာဒါမှရေးထားတယ်အဲ့နဲ့ဆောင်မှာ post ကိုကြည့်လို့ဒီဇိုင်းကျွန်းတနာကြော်ညာရလဲအများကြီးတခုတည်းလည်းမဟုတ်ဘူးဟာအများကြီးလေးလုပ်ထားရင်ဘာညာဒီဇိုင်နာဘာညာနဲ့အများကြီးဆိုလိမ်လောက်မှာမဟုတ်ပါဘူးကွာ2000ကိုနဲ့လေ2000ကိုပဲစမ်းတက်ကြည့်မယ်ဆိုတဲ့လူတွေရောက်လာအဲ့လိုမျိုးရောက်လဲရောက်လာပုတ်လင်ပြောရင်ဟာမစိုးတန်တယ်ကွာဆို feeling ရလာအခါကြရင်ကိုပစ္စည်းရောမတုံးဆွဲပြီအကော customer တဖြည်းဖြည်းကွာဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ post strategy ပေါ့နော်ကိုကတုံးထုတ်လိုက်ပြီကျွန်တော်ရှိပါရဲ့ဆိုတော့ကိုက announce လုပ်တတ်ဖို့လိုတယ် announce လုပ်တဲ့အလကားပဲannounce လုပ်ဖို့အတွက်ကကိုင်းတော့ announce တွေအများကြီးmarketing strategy အများကြီးပဲရှိတယ်အဲ့တော့ကိုဟန်ထုံးဒီထက်ပို့ပြီးတော့ marketing ကြောင့်သိကျင်တော့ diploma ရဲ့ sales and marketing အတန်းပညာနာအတန်းကျွန်တော်2လပိုင်းမှာဖွင့်ဖို့ရှိပါတယ်လာ join မှာတော့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကိုရင်ပြောမလို့လားမသိဗျကျွန်တော် mic လေးဖွင့်သွားတွေ့ပါတယ်ဟုတ်ကဲ့ဆရာကျွန်တော်ဒီအတန်းကလေပထမဆုံးjoin တော့နော်ဆရာကျွန်တော် design တွေပို့လာတဲ့ကိုတွေလည်းရှောက်လုပ်တယ်ဆရာလုပ်တော့ကျွန်တော်ကတော်တော်အဆင်မပြေပေါ့တော့ကိုကအမေရိကန်တော့ဆရာရဲ့နည်းနည်း brand guideline တို့ဘာလို့နည်းနည်းသိတယ်ဒါပေမဲ့ဒီ fashion ပေါ့နော်အဲ့ဒီ scale တွေကိုကျွန်တော်ကမရဘူးဆရာပြီးတော့ design ရဲ့ themes တွေ theory တွေကိုကျွန်တော်ကတကယ်မလေ့လာဘူးတော့ကျွန်တော်တိုင်ပတ်နေအောင်ဆရာအဲ့ကောင်တစ်နှစ်လောက်ကြာတယ်ကျွန်တော်တိုင်ပတ်ဒီအတဲတွေးတော့ဟာမိုင်းလိုက်လာဈေးကလည်းတကုံcheap ဖြစ်တယ်လေဆရာဈေးကလည်းကျွန်တော်ချက်ချင်းဝယ်လို့ရဟာအဲ့ဒါ join ပဲကွာအခုကျတော့ဆရာdiploma in design ကျွန်တော်ကကြည်နဲ့ကြီးကိုယူပါဆရာကျွန်တော်ကြောက်ကျိုးသားရပါတော့ assignment တွေလည်းတေးချအောင်ဆက်ပြီးလုပ်ပါတယ်ဆရာ
ဟုတ်ပြီးတော့ဆရာကလည်းကျေးဇူးအများကြီးတင်ပါတယ်ဟိုဟာလေလူကကျွန်တော်ကဟိုပေးလဲရတာနဲ့ရတာနဲ့ဆရာတနေ့တပိုးကြီးပေါ့နော်အဲ့လိုမျိုးကြီးခံစားရတယ်ဆရာကျေးဇူးများကြီးပါပဲဟုတ် ကျွန်တော်ကအဲ့ဒါလေအဲ့ဘာ customer satisfaction လို့အဲ့ဒါ marketer ကြီးကြက်ပြီဆိုအဲ့လိုကြက်ရတယ်အဲ့ကိုလူကြီးပြောရလား marketer ရဲ့အဲ့လုပ်ငန်းတစ်ခွင်မှာလေ marketer ရဲ့မကြမ်းမိစေနဲ့ကြမ်းမိရင်ပြဿနာရှိတယ်ဘာလဲဆိုကိုလူရောဘာပဲလို့စဉ်းစားထားပြီးလို့စေနာရီတာပထမစေနာရီတာဒုတိယစေနာရီတတိယကိုလူရောအဲ့စေနာထားပြီးလို့စတုံးလူရောကိုနေရာမှာနေပြီးကျွန်တော်ကဘာပြန်စဉ်းစားရကျွန်တော်စဉ်းစားရပါနော်ကျွန်တော်ဆို business owner တွေမှာပါတာပါနော်ကျွန်တော်ဂျင်းထက်ခံဒီဇိုင်နာဂျင်းထက်ခံရကောင်းတယ်အများကြီးပဲအဲ့တော့ဒီဇိုင်နာလာပြီးဟိုကမရောက်ဘူးအောက်ပုတ်ကမထွက်ဘူးဒီအောက်ပုတ်ကမထွက်ဟိုကမဖြစ်ဘူးဒီကမဖြစ်ဘူးဆိုရင်ပြဿနာအမြောက်များကြုံတွေ့နေလုပ်ငန်းရှင်တွေကအများကြီးပဲကျွန်တော်သိတယ်လုပ်ငန်းရှင်တွေအများကြီးပဲအဲ့လုပ်ငန်းရှင်တွေအဲ့ဒီဇိုင်နာရဲ့အခက်ခဲကိုနားထောင်တကယ်မန်နေဂျာလည်းအများကြီးပဲအခက်ခဲများစွာရှိတာတချို့ဘီဂနာတွေလည်းပါမှာပရိထဲမှာဘယ်လိုပြောမလဲထမင်းစားလက်မှတ်ရချင်တာတို့ concept တွေသိချင်တာဒီလိုမျိုးအလုပ်တွေရှောက်ချင်တာဒီလိုမျိုးတွေလည်းပါတယ်နောက်တစ်ခုကကြတော့လုပ်ငန်းရှင်တွေပါမှာပဲကိုယ့်ရဲ့အခက်ခဲတွေကိုယ့်ရဲ့အကျက်သေးတွေကိုဖြည့်ရှင်းဖို့အတွက်ဟောဒါဆိုဒီလိုလေးလုပ်လိုက်ဒါဆိုဒီလိုလေးလုပ်ဒါဆိုဒီလိုလေးလုပ်လိုက်ဆိုရင်ဟာမျိုးလေးပါအဲ့အတွက်ကိုဒီမှာလာပြီးတော့ networking လေးဖြစ်သွားစီစဉ်ပေးရမယ်အဲ့ဒါဘာပဲပြောကိုယ့်အောင်ယုံသွားပြီကျွန်တော်လည်းယုံသွားပြီအဲ့နောက် diploma in design Lincoln diploma ကျွန်တော်လုပ်ပြီးဆိုခဲ့ရင် advance အတန်းတနန်းကြီးတသိန်းခွဲလောက်နဲ့ဖွင့်ပြီးဆိုခဲ့ရင်ဒီက2တန်းလောက်ဖွင့်ပြီးတော့ဒီလူကြီးကကျွန်တော်ရဲ့ 10% ကတို့အယောက်30မှာ certificate ရပါတယ်10ယောက်က advance diploma in design ငါတက်အောင်ပါဟုတ်လားမသိဒီလိုဟုတ်လားကြောက်သိတယ်ဘာကြောင့်လဲဆို ဟုတ်ပါဆရာ ဘာကြောင့်လဲဆိုရင်ဘာကြောင့်လဲဆိုတဲ့ခါကြောင့်လေကျွန်တော်တို့ကကို customer ကိုပန်တယ်တိဆောက်ထားတယ်ပန်တယ်မတိဆောက်ထားလို့မရဘူးmarketing မှာအရင်ဆုံးဘာတိဆောက်ရလဲ customer ကိုတိဆောက်ရတယ် customer မတိဆောက်ထားဘဲနဲ့ဘာမှလုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကဘာပေးမှာလဲဘယ်လိုမျိုးတွေလုပ်မှာလဲဘယ်လိုမျိုးတွေပေးမှာလဲဆိုတာလေစဉ်းစားထားဖို့လိုအပ်တယ် marketer တယောက်အနေနဲ့ဆိုရင် okay အဲ့တော့မတ်ဟန်နီအောင်ဆိုမတ်ဟန်နီအောင်မဖြစ်ဘူးမတ်ဟန်နီအောင်လုပ်ပါအောင်ဆွေးနွေးပြပါအောင် ဟုတ်ကဲ့ဟုတ်ကဲ့ဘုမ marketing ကြောင်းနားထောင်ပြီးတော့လေအိတ်ချမသိလို့ပါဒါပေမဲ့ဟိုကြာပြောသလိုပဲ sales marketing အများကြီးတော့ join ကြလာတယ်လို့ဆိုတော့ဒီမှာဟို India designer ပေါ့နော် India designer အနေနဲ့ဟို furniture product တွေထုတ်တာဘလို့ပြီးတော့ကြာမှမသိဘူး designer ဆွတ်တဲ့ product တွေထုတ်တယ်အဲ့တော့ဘလို့ပြီးဆက်လို့မသိရခုမှဆရာပြောတယ်အနောက်လို့ပို့ပိုင်းလူးနေတာပေါ့နော်အဲ့ဒါလေးဆိုတော်တော်သဘောကျပါတယ်ဆရာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့လည်းခေါ်ခိုင်းလို့ရပါနော်ဘကွန်ဆာတန်လည်းရှိပါတယ်ဒါတခုရှိရမှာဒီ knowledge ရှိပြီးမှဆွေးနွေးရင်တော့ပို့ပြီးတော့ပိုကောင်းတော့ပို rich ပိုဖြစ်တာပေါ့လေအဲ့တော့ဝမ်းစာရင်ဖြစ်ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါခင်ဗျာကိုပိုင်ဆိုမိုးထက်မင်္ဂလာပါနော်ဟယ်လို ဟုတ်ကဲ့ခင်ဗျာကိုအဲ့လို business တို့ဘာလို့လဲမဖွင့်ဘူးတော့ကြာအဲ့လောက်ကြီးတော့နားမလဲဘူးဗျာအဲ့မေးချင်တာကpromotion နေရာမှာဒီ profit နဲ့ဒီ income နဲ့ကိုကိုက်အောင်ဘယ်လိုညှိရမလဲနည်းနည်းသိချင်တယ်ဗျ good profit နဲ့ income နဲ့ကိုက်အောင်ဘယ်လိုညှိလဲဆိုတော့ကိုယ့်ရဲ့ margin နဲ့အလွန်အရေးကြီးရဲ့ကိုပစ္စည်းကစောက်တော့ကုန်လားလူသုံးကုန်လားအဲ့ဒါလည်းအလွန်အရေးကြီးရဲ့လူသုံးကုန်လားအပြင်နောက်တစ်ခုကကြောင့်ကိုက product လား service လားဆိုလည်းအလွန်အရေးကြီးပြန်ရောအဲ့ကျွန်တော်တခုကိုပိုင်လို့ပဲကျွန်တော်ခေါ်မှာနော်ကိုပိုင်ဘာပစ္စည်းလဲလို့ကျွန်တော်တစ်ချက်လောက်ပြောကြည့်ဘာပစ္စည်းလို့ခုနပြောရဲ့ဒီပုံနှိပ်နဲ့တွားရဆိုရင်ရော okay ပုံနှိပ်ကပုံနှိပ်လုပ်ငန်းပဲလုပ်တယ်ရထားပါဦးဗျာကျွန်တော်ကိုယ်လည်းပုံနှိပ်တိုက်ထောင်ထားပြီနော်မီတာစုကအဖေက color separation ကို1990လောက်တည်းစလုပ်တာကျွန်တော်ကိုယ်လည်းပုံနှိပ်ကျွန်တော်မီတာစုလုပ်ငန်းဗလာဆောက်လုပ်ငန်းလုပ်တာဆိုကျွန်တော်ဗလာဆောက်ပုံနှိပ်တိုက်လုပ်ငန်းရှိပါတယ်ကျွန်တော်နောက်မှာဝန်ထမ်း80ကျော်လောက်ရှိပါတယ် one stop promotion အကုန်ရပါတယ်အဲ့တော့ထားပါတော့ဗျာပုံနှိပ်ကကိုက product ထုတ်မှာလားဝန်ဆောင်မှုပေးမှာလားကျွန်တော်ဆိုဗလာဆောက်ထုတ်တယ်ဘောင်ချာထုတ်တယ်laser get to တွေထုတ်တယ်အဲ့လိုမျိုး product ထုတ်တာရှိတယ်ဒါမှမဟုတ်ဝန်ဆောင်မှုပဲပေးမယ်ဝန်ဆောင်မှုပဲပေးမှာလားဘာလို့မလဲဝန်ဆောင်မှုပေါ့အဲ့လိုမျိုးဒီတခြား business အတွက်ဘောင်ချာကြီးထုတ်မယ်ဒါမှမဟုတ်အဲ့လိုမျိုး product တွေပါထည့်စက်ကူပူးလေးတွေပါလေးထုတ်မယ်ဗျာအဲ့လိုမျိုးအဲ့လိုအနေနဲ့ဘာတစ်ရာကလုံးကြာ50% နဲ့ margin နဲ့ယူလို့ရတယ်အဲ့အန်တေကဲဟုတ်အဲ့တခုတည်းဝင်အရေးအတွက်နေကဲဟုတ်ပြီအဲ့50%ကနေပြီးတော့ကိုကဘာဆက်လုပ်ချင်တယ်လဲဆိုတဲ့အခါကျတော့ကိုကနည်းနည်းလေးထပ်ပြီးတော့
ကိုကနည်းနည်းထက်ပြီးတော့အရွက်ကများအမကိုရဲရင်လို့လို့ဘာလို့ပစိုးကထုတ်တယ်ဗျာဒီဘက်ကိုကျွန်တော်ချုပ်ထားလိုက်ပဲချုပ်ပြီးတော့ပစိုးထေ1000စာအတွက်ကျွန်တော်က MOU ဘာညာဖမ်းချုပ်လိုက်တယ်အဲ့တော့ကျွန်တော်30ရာခိုင်နှုန်းပဲယူမယ်ကိုရဲရင်ပစိုးထေ1000စာအတွက်ဝင်မယ်ဆိုရင်ကျွန်တော်30ရာခိုင်နှုန်းပဲယူမယ်ကဲဟုတ်ပြီကိုရဲရင်ကပစိုးထေ3သိန်းစာယူကျွန်တော်10%ပဲယူပါmargin အဲ့လိုလှည့်ကစားရတယ် volume gain business ကကျွန်တော်ပြောရင်ရှုပ်သွားလားမသိဘူး နားလေဆရာဟုတ် Okay အထေတသိန်းရဲ့10% နဲ့အထေ1000ရဲ့30% နဲ့အထေ100ရဲ့50ရာခိုင်နှုန်းဘာကွာပါလဲbusiness ဝယ်တဲ့ခါကြရင်ဒါဝယ်ပြီးနေမရှုပ်နိုင်ဘူးလားဆိုတဲ့ဟာမျိုးရှိအဲ့ promotion မှာ step 1 promotion step 2 promotion step 3 promotion 30အမြဲစဉ်းစားတာကိုလူတော့ကျွန်တော်ပြောရှုပ်သွားလားမသိကိုလူတော့အမှလည်းဒီရလူတွေကိုကျွန်တော်မေးချင်တာရှိတယ်ဘော်ရာချင်းချင်းလုပ်တဲ့ဘော်ရာဂျေးဆိုတာရှိလားလုပ်ငန်းလုပ်တဲ့ခါကြရင်တယောက်မှလည်းမဖြေကြတော့ရှိလားဘော်ရာဂျေးဆိုတာရှိလားရှိပါဆရာbusiness တစ်ခုလုပ်တဲ့ခါကျကျွန်တော် reference တွေပေးရရှိဘော်ဒါကြီးရှိအဲ့ကျွန်တော်ကဘလောက်ရရင်ဘလောက်ဆိုရဟာတော့ incentive လေးကျွန်တော်တွေးထားဖို့လိုတယ်ဆွဲထားဖို့လိုတယ်အခုမီးပြတ်သွားပြီခဏလေးနော်ကျွန်တော် inverter ကိုချိတ်ထားရဆိုတော့ရတယ်ခဏလေးပါနော်ကျွန်တော် inverter လေးချိတ်နေလို့ပါဟယ်လိုဆရာဆိုရင်တော့ခုနမီးလာလို့ဆရာလိုင်းကြပါရတယ်ခင်ဗျရတယ်ကျွန်တော်လည်းခုမီးပြတ်သွားလားပြောင်းပြန် Okay ကျွန်တော်ဒါမေးချင်တယ်ဒါသိချင်တယ်လေ အကြောင်းအဲ့လိုပါပဲ ဟုတ်ကဲ့ပါခင်ဗျာကိုကျော်မိုးဘာသိချင်လဲလောက်ပါမယ်နဲ့ဆွေးနွေးပါကိစ္စလေးနဲ့ပတ်သက်ပြီးဟုတ်ဆရာတခုပေါ့နော်ဆရာဥမာတီတန်းကျောင်းဆရာပြောသားတဲ့ဟာလေးကတော့အရင်ကောင်းတော့ပေါ့နော်ဆရာကဥမာခုနလိုမျိုးတကယ်ကိုယ့်ရဲ့ quality ကိုသိအောင်လုပ်ပြီးတော့ခေါ်လိုက်တဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့ကျွန်တော်သိချင်တာကဒီလိုရှိတယ်ဆရာထားလိုက်ပါဦးကျွန်တော်တို့မှာကတကယ်ပေးနိုင်တဲ့ဟာပေါ့နော်လူများအောင်ထားလိုက်ပါဦးတင်တန်းကလက်တွေ့ကြတော့ဥမာကျွန်တော်တို့က online မဟုတ်ဘဲနဲ့အပြင်မှာဖွေးတဲ့တင်တန်းဖြစ်ကြတော့ဥမာရည်ရွယ်တဲ့အရွယ်ကလည်းရှိတယ်ဆရာဥမာကျွန်တော်တို့ကလူငယ်ကလေးတွေပေါ့နော်ဥမာထားလိုက်ပါဦးကျွန်တော်တို့73နှစ်ကနေ20ဝန်းကျင်အဲ့လူတွေရည်ရွယ်တော့အဲ့ဒါကိုလူရည်တိုးစီချင်ဥမာရောက်ကောင်းစီချင်တယ်ပါဆရာပြောရမယ်ဆိုရင်အဲ့လိုကြတော့ဥမာဘယ်လိုကလေးတွေကြတော့ကျွန်တော်ဘာတွေဆွဲဆောင်သိလဲပေါ့နော်ဆရာအဲ့ဒါလေးတစ်ချက်ပြောပေးပါအဲ့မှာတက်တာရှိရလေ73နှစ်ကနေ20တယ်ဆိုတော့ age ကတက်လာရှိမိကံပေါ့အယူရင်းနေဒီဆက်20ကအယူရင်းမတူဘူးဗျ73ကနေပြီးတော့73ကျွန်တော်စစဉ်းစားမှာ16ကနေ20ရောက်တစ်ဖြတ်လောက်တယ်16 20ပဲနော်16 20တစ်ဖြတ်လောက်တယ်73ကနေပြီးတော့ဒီ10နှစ်ကနေပြီးတော့14နှစ်လောက်ကိုတစ်ဖြတ်လောက်ထားတင်ပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ age group မတူတဲ့အခါကျရင် psychographic မတူဘူးဗျ psychographic မတူတဲ့အခါကျလောက activities promotion တွေကမတူဘူးလောက promotion နဲ့ activities တွေသူတို့ interest ဖြစ်တာရမတူတဲ့အခါမျိုးကြတော့သူတို့လောကရဲ့ desire လောကဟာမတူတေကြတဲ့73နှစ်အရွယ်မှာတချို့ main ကလေးတွေတချို့ယောက်ျားလေးတွေဆိုရင်ယောက်ျားလေးတချို့ကောင်လေးတွေဆို mobile legend ပုံ
သဘောကျရင်ကြမယ်16နှစ်20အရွယ်က mobile legend သဘောကျရင်လည်းကြမယ်သဘောမကျရင်လည်းအဲ့သဘောတဲ့အကျိုးရှိရဲ့ဟာအကျိုးရှိရဲ့ဟာရပို့ပြီးသဘောကျတဲ့အခြေအနေမျိုးတွေရှိအဲ့တော့ကျွန်တော်ပြောချင်တာကလေဟို depends ပဲအကုန်လုံးကလေဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကအလုပ်လုပ်နေနောက်ဆုံးကျွန်တော်တို့ marketing ရဲ့နောက်ဆုံးအဆုံးတက်ကစိတ်ပညာပဲကျောင်းမှာလည်းစိတ်ပညာနဲ့ပတ်သက်တဲ့ဟာရှိပါတယ်အဲ့တော့စိတ်ပညာတန်းလေးရှိပါတယ်အဲ့တော့စိတ်ပညာနားမလည်ဘူးနဲ့ marketer လုပ်လို့မရဘူးခဏလေနော်ကျွန်တော် air con ပိတ်လိုက်အောင်မယ်အင်မတာဟိုမျိုးလာမနိုင်တော့ဘူးအင်မတာတရားကုန်တစ်လုံးမနိုင်ဘူးအင်မတာတော့စာချင်းထဲမှာအင်မတာကြောင့်မနိုင်တော့ဘူးဟုတ်လားအဲ့လိုဆိုရဲ့အခါကျ psychographic ကအရင်ရေးကြီးအဲ့တော့နောက်တစ်ခုက promotion နဲ့ကျွန်တော်လည်း miss လုပ်လို့မရဘူးအဲ့အတက်ရွယ်နဲ့မူတည်ပြပေါ့နော်နောက်တစ်ခုကအတန်းပေါ့နော်အတန်းကဘလို့အတန်းမျိုးလေးလေကိုကျိုမိုးတို့ဖွင့်တဲ့အတန်းဘလို့အတန်းမျိုးစားမျိုးလဲအင်္ဂလိပ်စာတန်းပေါ့ဆရာဟုတ် okay အင်္ဂလိပ်စာတန်းဆိုကျွန်တော်ပြောတော့16ကနေ20ကပေါင်းလို့ရတယ်10ကနေပြီးတော့73ထိကိုပေါင်းလို့ရတယ်တွားပြီးတော့တွား miss and match လုပ်လိုက်မယ်ဆိုတာအဲ့ပြတ်မှာရှင်းအဲ့လိုလုပ်ပဲဆိုရင် 4 scale တင်ပါလား spoken class တင်ပါလားအခုကျွန်တော်တို့စဉ်းစားနေလူငယ်ပေါ့နော်16ကနေ20အတွင်းကိုကျွန်တော်ရောင်းလို့မယ်ပြောလို့မယ်ဆွေးနေတော့မယ်ဆိုခဲ့ spoken class ကို more promo လုပ်ရပါဒါပေမဲ့30ကနေပြီးတော့10နှစ်ကနေပြီးတော့10နှစ်ကနေပြီးတော့73နှစ်လောက်ကိုဆိုရင်ရတယ်သူက 4 scale တာပြောလိုက်အကုန်ပါရတာပြောလိုက်အဆင်ပြေတယ်အားမျိုးလေးကိုအဆင်သူရဲ့ psychographic နဲ့ behavior ဘာကြောင့်လဲဆိုတော့လူငယ်တွေကဘာကြောင့်လဲပို့ပြောတတ်ချင်တယ်ပို့ပြောချင်တယ် spoken ကိုပို့ပြောတယ် writing တော့ဘာလို့စိတ်ဝင်စားအောင်အဲ့တော့ပို့ပြောတာဖြစ်တဲ့အတွက်ပို့ပြီးတော့သူတို့စိတ်ဝင်စားတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့လိုမျိုးလေးရှိတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးပါဟုတ်ကိုမိုးရံမင်္ဂလာပါနော်ကိုမိုးရံလားမမိုးရံလားမိုးရံဆိုတော့ကိုမိုးရံပဲဖြစ်မယ်နော်โอเคကိုမိုးရံမရှိဘူးထင်တယ်ကျွန်တော်နောက်တစ်ယောက်ထပ်ခေါ်မယ်အော်ရှိဟုတ်ကဲ့မင်္ဂလာပါနော်အတန်တော့ mute တော့ပွင့်သွားရယ်နော်ဟိုဘယ်လိုပြောရမလဲဟယ်လိုကိုမိုးရံရလားမသိဘူးဟုတ်ကဲ့တလေးက microphone ဖုန်းလေးနဲ့ပြောနေတယ်နော် microphone လေးပါးစပ်ကတ်တာတော့ပါလုပ်ပေးပါခင်ဗျာလုပ်ပါဆွေးနွေးပြအောင်နည်းနည်းဆွေးနွေးသွားတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဟုတ်ရပါတယ်ဗျာနည်းနည်းတော့ကြားပါနည်းနည်းတော့တိုးပါဗျာဒါမှရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့နည်းဆွေးနွေးသွားတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဗာလေးမြန်ရလဲမသိဘူးနည်းနည်းတစ်ကြောင်းနှစ်ကြောင်းသုံးလကြောင်းလောက်ပေါ့ဒီလို line မကောင်းဘူးနော်โอเคကျွန်တော်နောက်တစ်ယောက်ထပ်ခေါ်ကြည့်မယ်နော် line မကောင်းထင်တယ်မတ် A စန္ဒာမြင့် A စန္ဒာမြင့်ဆိုမတ်အမပဲအမျိုးသမီးပဲဖြစ်ပါနော်မတ် A စန္ဒာမြင့်မင်္ဂလာပါနော်ဟုတ်ကဲ့ဆရာမင်္ဂလာပါဟုတ်ဆွေးနွေးပေးပါဦးဟုတ်ကဲ့ဆရာညီမတော့ဒီအကြောင်းတိတ်တော့မသိပါဘူးပေါ့နော်ဒါပေမဲ့ဒီညမှာဆရာပြောလို့သိရဆိုပေမဲ့ပေါ့နော်ညီမသိတော့ဆိုလို့ရှိရင်ပေါ့ဒီကိုရာဒီဇိုင်နာနဲ့ဒီ marketing อ่ะပေါ့နော်လုံးဝဟိုကျူတွဲပြီးမှလုံးဝလေ့လာရမယ်ဆိုတဲ့ပုံစံတော့လုံးဝညီမသိတယ်ပြီးတော့ညီမတခုနားလည်တာညီမဆရာပြောတဲ့ first and thinker ဆိုတဲ့ theory book ကိုညီမလုံးဝအဲ့ဒါညီမအတွက်မလို့တွေးထားဘယ်လိုပြောမလဲဆရာရဲ့မရှိမဖြစ်ဒီဇိုင်နာတယောက်မှာဒါရှိရမယ်အရာညီမအဲ့ဒါကိုလုံးဝမတွေးထားဘူးပေါ့နော်ညီမဟုတ်ဆိုတော့ပြော line နဲ့ကြောင့် first and figure လိုက်ရင်ပြောလိုက်တာဘာဟုတ်ကဲ့ဆရာဆရာပြောရလေဟိုဒီဇိုင်နာတယောက်က drawing book ကိုလုံးဝပေါ့နော် marketing သမားတောင်ဟိုထားရမယ်ဆိုတော့ဒီဇိုင်နာတယောက်လုပ်မယ်ဆိုသုံးမဲ့သူဆိုလို့ရှိရင်ဒါလုံးဝထားမယ်ဆိုတော့ညီမအဲ့ဒါတော့တော်တော်လုံးဝတတိထားမိသွားတဲ့အကြောင်းအရာတွေညီမပါညီမအဲ့လိုမျိုးစာအုပ်မှာချဆွဲရအောင်ညီမဆိုတော့တွေးညီမခေါင်းထဲမှာငါပုံဆွဲလို့ရှိရင်ဘယ်ဟာထည့်မယ်ဘယ်ဟာလုပ်မယ်အဲ့လိုမျိုးညီမတွေးတဲ့ဆိုတော့ညီမအဲ့ဒါတော့လုံးဝတတိကြီးထားမိပါတယ်ဆရာပြောရတဲ့ကြောင့်ဒီဟာတော့ငါဝယ်ရမယ်ဆိုတဲ့အတိတရားတစ်ခုတော့ရပါတယ်ပြောရှင်ညီမတိတောက်ဆိုမှဒီ customer တိဆောက်ဖို့ဆိုတာတော်တော်ခက်ခဲဆိုတဲ့အကြောင်းတော့ညီမတော်တော်သိသွားတယ်ပေါ့ညီမအတွက်ကဒီဇိုင်နာဒီ first class ဖြစ်တဲ့အတွက်ပေါ့နော်လုံးဝတော့ခက်ခဲပါတယ်အခုလိုဆရာပြောတဲ့ကြောင့်တိတာလေးအတွက်လည်းအရင်ကျေးဇူးတင်ပါတယ်နောက်တန်းနေလည်းထွက်ချိုင်းမယ်လို့ညွှန်လင့်ပါတယ်ဆရာကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါဆရာ
ကိုကြည်စိုးလောက်ပါအောင်ဗျာမဆွေးနွေးရတယ်ဖြစ်နော်ဟယ်လိုကိုကြည်စိုးရေမင်္ဂလာပါ ဟုတ်မင်္ဂလာပါဆရာဟုတ် ပြောပါအောင်ဆွေးနွေးပေးပါအောင်ဗျာ ကျွန်တော်ဟာနိုင်ဝက်လောက်ကြာမှဝင်လိုက်တာဆိုတော့အကုန်ချိရဟာတွေမသိလိုက်ရဘူးဆရာ ဒီဆောက်လေးပေါ့ ဟုတ်ဒီဇိုင်းမှာ marketing နဲ့ပတ်သက်လို့ knowledge တွေသိရမှာဆိုတော့ဆရာရှင်းပြတဲ့အချိန်လေးမှာနည်းနည်းလေးတော့မိလိုက်တယ်ဆရာ ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါ ဟုတ် သိကျင်တာလေးရောပါရှိတယ်လေဗျသိကျင်တာလေးရှိမေးပါကျွန်တော်ဖြည့်ပေးပါမယ်နော်သိကျင်တာလေးရောရှိပါတယ်လား တန်လေးနည်းနည်းထက်သွားရနော်ဟုတ်ကဲ့โอเคအတန်နည်းနည်းထက်သွားရကျွန်တော်နောက်တစ်ယောက်ထပ်မေးကြအောင်နော်ဟုတ်ကဲ့အတန်နည်းထက်သွားပါကဲโอเคအဲ့တော့ကိုကြည်စိုးရရဗျာရပါတယ်ကဲကျွန်တော်နောက်ဆုံးတစ်ယောက်မေးပါမယ်ပြီးရင်တော့ကျွန်တော်တို့ပြဝယ်မှုတွေကိုဘယ်လိုမေးဦးမေးပြီးကျွန်တော်အဆုံးတက်ပါမယ်ခင်ဗျာ ရလာလို့ဆရာ အတန်လုံးနေခင်ဗျာ ဟယ်လို ဟုတ်ကဲ့ကြားပြီခင်ဗျာကြားပြီဟုတ်ကဲ့ပြောပါခင်ဗျာဟယ်လိုဒီလိုင်းကထုံးစံပဲမကောင်း ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ် ကျေးဇူးတင်ပါကျွန်တော်လည်းဒီလိုလုပ်ပါလိုက်ရင်ကျွန်တော်ဖြည့်ပေးပါမယ်နော်ဟိုဟာချက်ပေါက်ထဲရောလေကျွန်တော် group chat ထဲရောလေဟိုဟာလေရေးပေးလိုက်ပါလိုက်ရေးပေးလိုက်ပါလားရေးပေးလိုက်ရေးပေးလိုက်ရပါလားရေးပေးလိုက်ရင်ကျွန်တော်ဟိုဟာလုပ်ပါမယ်ဘယ်လိုပြောမလဲဟိုဟာလုပ်ပေးပါမယ်ကျွန်တော်ဖြည့်ပေးပါမယ်နော်ဟိုချက်ပေါက်ထဲမှာလေဒီချက်ပေါက်ထဲမှာ line ကတစ်ချက်မကောင်းတဲ့ခါကြတော့လေโอเคပါခင်ဗျာโอเคโอเคမတူမေစိန်လားမသိဘူးမှားဝိုင်းခွင့်လို့ပါနာမည်ကျွန်တော်မမနာမည်ကအခက်ခဲရှိတယ်ဟုတ်ကဲ့ဟယ်လိုโอเคခင်ဗျာ လိုက်ရှာတယ်တင်းတဲ့တို့လိုက်ရှာဈေးကကြတော့အရင်များတော့မတက်နိုင်ဖြစ်တယ်အဲ့နဲ့ဒီတင်းတန်းလေးတွေ့ပေါ့တော်တော်လေးကိုအခွင့်အရေးချီသွားရပေါ့ဆရာနောက်တန်းနေလဲ join ချင်ပါသေး ခင်ဗျာကျေးဇူးတင်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ဘယ်သူတွေဗာမေးချင်ပါလဲမေးချင်တဲ့လူတွေမေးလို့ရပါတယ်9မိနစ်ပေါ့လေမေးချင်တဲ့အားမေးလို့ရပါတယ်မေးချင်တဲ့ဆန္ဒရှိတဲ့လူတွေမေးလို့ရတချို့ကျတော့ line တွေကကောင်းတယ်ရှိတယ်တချို့ကျတော့ line တွေမကောင်းတဲ့လူတွေရှိတယ်အဲ့လိုဆိုတဲ့ခါကျတော့ကျွန်တော်မျှဝေမှုကဒီနေ့ဒီလောက်ပါပဲကျွန်တော်ပြီးဆုံးပါမယ်အဲ့တော့ discussion ပေါ့ဗျာဟုတ်ကဲ့discussion ဆရာ ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကျွန်တော်လေးမေးချင်တာရှိလို့ဗျဟုတ် မေးပါခင်ဗျာ ပါလေးဆရာကျွန်တော်ကမှန်တယ်ပြောတော့ဒီဘောနော်ဒီ graphic designer field ရတယ်မဟုတ်ဘူးပေါ့နော်ဒီfield ရတယ်မဟုတ် business field ရတယ်မဟုတ်ဘူးဒါပေမဲ့ဘောနော် engineering field ရပေါ့နော်အဲ့ဒါကတော့တီးချင်တာပေါ့နော်ကျွန်တော်လုပ်ငန်းတစ်ခုစမလို့ပေါ့နော်စတော့စနေပြီပေါ့နိဒါပေမဲ့လိုမျိုးကြီးမဟုတ်ပေါ့အခုမှစမှာဆိုတော့ကျွန်တော်တီးလာရတာကဒီ engineering မှာဆိုရင် engineering ပဲနားလည်လို့မရဘဲနဲ့ဒီ business ပါပေါ့နော်တွဲပြီးတော့ပေါ့နော်ဒီ marketing ဘိုင်းနဲ့ဆိုင်တာတွေရော
ဒီဆရာတို့လိုဒီထားပါအောင် Facebook account ဖွင့်တာကို page တစ်ခုဖွင့်နေတာဆိုရင်တော့လိုအပ်ချက်တွေများလာလေlogo နဲ့ပတ်သက်တာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တိလာရပေါ့လေအဲ့တော့တော့လေးလာတဲ့အချိန်ကျတော့ဒီ digital marketing ကိုတွေ့တယ်ပေါ့နော်တွေ့တော့အရင်တော့အဲ့လောက်ထိလိုမယ်လို့မထင်ထားဘူးပေါ့နော်အမှန်တမ်းပြောရင်ဒါပေမဲ့ကိုဖာနေကိုအခုပထမဆုံးစလိုက်တဲ့အချိန်ကျတော့လိုအပ်ချက်တွေကအများကြီးဖြစ်လာပေါ့နော်ဒီထားပါအောင်engineering ပဲလုပ်လို့မရတဲ့အပြင်ဒီ business ဘိုင်းနဲ့ပတ်သက်ပြီးတော့ marketing strategy လည်းနားလည်ဖို့လိုအပ်လာပေါ့နော်အဲ့ဟာတွေနားလည်ဒါပေမဲ့ကျွန်တော်တို့ကကြတော့အဲ့နဲ့အကျဉ်းတဝင်ကအဲ့လောက်မရှိဘူးပေါ့နော်အကျဉ်းတဝင်အဲ့လောက်မရှိဘူးလောက်တော့လောက်လိုက်တယ်ဒါပေမဲ့တချို့နေရာတွေမှာဒီ system ကြပေါ့နော်လိုအပ်ချက်တွေ business နဲ့ပတ်သက်ပြီးတော့ management လုပ်ဖို့ဒီ construction ဘိုင်းမှာတော့ management လုပ်နိုင်ပေမဲ့ဒီ business ဘိုင်းနဲ့ပတ်သက်ပြီးတော့ management လုပ်ဖို့တွေကလိုအပ်ချက်တွေအများကြီးဖြစ်လာပေါ့နော်ဖြစ်လာတဲ့အချိန်ကျတော့ကဲလို့ပေါ့အဲ့အတွက်ကိုဝမ်းစာပြည့်မယ်ဆိုရင်ဘယ်လိုဟာတွေကိုbusiness နဲ့ပတ်သက်ပြီးတော့လေသူကcost တွေကအများကြီးရှိရပေါ့လေဘယ်လိုဟာတွေကိုအဓိကဖြည့်တင်လဲပေါ့ဟုတ်ဘယ်ဒီဆို graphic မှာဆိုလဲဒီ logo ကအစကိုယ့်ရဲ့လုပ်ဖို့အစလိုအပ်ချက်တွေcolor creation အစကိုကလေအမှန်တမ်းပြောရင်တော့နည်းနည်းတိထားချင်တာပေါ့နော်တိထားတဲ့အတွက်ကြောင့်ကိုကလုပ်ငန်းတစ်ခုလုပ်ပြီးဆိုရင်ဘယ်လိုဘယ် color နဲ့ဘယ်လိုချိတ်ဆက်ပြီးတော့ဆိုရင်ကိုယ်ပိုအဆင်ပြေနိုင်တယ်အခုဒီတင်တန်းတက်လာတဲ့အချိန်ကျတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့အနည်းအများတိလာပေါ့လေဘယ်လို color ကျွန်တော်တို့ကြတော့အရင်တော့လောက်ရင်တော့ဒီမှာကာလာတွေအယောင်ဆုံးအဲ့လိုမျိုးပေါ့နော်အခုတက်လိုက်တဲ့ချိန်ကျတော့ဘယ်လိုကာလာတုံးရင်ဘယ်လိုပေါ့နော်ဒီ customer ကိုဆွဲဆောင်နိုင်လဲပေါ့ကိုယ်ဘယ်လို professional ဖြစ်လဲဆိုတာတိလာရပေါ့နော်တိလာချိန်ကျအဲ့ဒါနဲ့ပတ်သက်ပြီးတော့တိလာပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်နည်းနည်းပို့ပြီးတော့ပေါ့နော်professional နဲ့ကြဖြစ်အောင်ရပြီးတော့ business ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုပ်ငန်းတစ်ခုကိုလုပ်တဲ့အချိန်မှာဘယ် major တွေဘယ်subject တွေကိုပို့ပြီးတော့လေ့လာတင်လဲဆိုတော့သိချင်ပါတယ်ခင်ဗျလို့ဆိုရင်တော့ကျွန်တော်အရာဒီကိုမော်ဒမိုက်အကုန်လုံးအကြံပြုချင်တာကျွန်တော်ဒီတစ်လပိုင်း12ရက်နေ့မှာဖွင့်မှာ diploma in business management ပေါ့နော်အဲ့တန်းလည်းရင်တက်ပါအခြေခံသိသွားပြီဆိုမှကိုက sales ဆိုရင် sales marketing ဆို marketing HR ဆို HR finance ဆို finance professional လိုက်တတ်တယ်ပါတယ်အခု design နဲ့ဆက်တဲ့လူတွေဆိုရင်ကျွန်တော်တက်တဲ့အတန်းလေးကျွန်တော်ညွှန်းဆိုခဲ့ပါမယ်ဒီစနေတနင်္ဂနွေတွေမှာဖွင့်မယ်diploma in sales and diploma in business management အတန်းလေးကိုတက်လို့ရပါတယ်2လပိုင်းမှာဆိုရင်ကျွန်တော်တနင်္လာအင်္ဂါဒါမှမဟုတ်လေတနင်္လာအင်္ဂါမှာဖွင့်ပေးမယ်ကျွန်တော်အတန်းလေးပေါ့ဗျာdiploma in sales and marketing အဲ့တန်းတက်ပါနောက်ပိုင်းကျရင် Facebook marketing ကျွန်တော်ဖွင့်ပေးပါမယ်ကြာလာပလေးနေ့မှာဖွင့်တယ် Facebook marketing မှာတက်ပါပြီးရင်ဘာဆက်တက်ရမလဲဆိုတဲ့အခါကျရင်ဒီ၄ခုလောက်တက်ပြီးတော့ကိုယ်လုပ်ငန်းကမှာအသုံးချမယ်ဆိုတော့အတော်အတန်အဆင်ပြေနေပါပြီเนาะစာတော့လိုက်လို့ဖို့လိုအောင်စာမလုပ်ဖ ೇನೆ အကြောင်းတက်ရုံနဲ့အကြောင်းကလည်းသိတဲ့အတိုင်းပဲ assignment မလုပ်ရင်တော့certificate မပေးရလေ့ကျင့်ရှိပါတယ်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ကတော့diploma in business management လို့ဟာမျိုး diploma in sales and marketing လို့ဟာမျိုးတက်ပါတယ်လို့အနည်းဆက်ဆုံးစနေတနင်္ဂနွေည9:00နာရီ9:00နာရီဖွင့်တယ် diploma in business management အတန်းကို join တင်ပါတယ်ဆရာ9 ယောက်တင်ပါတယ်လေးလတစ်ပတ်နဲ့လေးလရှေ့ဖြုတ်မှာဖြစ်ပါတယ်ပညာသင်အတန်းပဲဖြစ်ပါတယ်တကယ်အဲ့ကျောင်းသားရလင်ကုန်းဆောင်မှုဖြစ်နေတယ်ဆိုတော့လင်ကုန်းဆောင်မှုဖြစ်လို့ရအောင်မကျွန်တော်ဖြည့်ဆည်းပေးထားပါတယ်เนาะဟုတ်ကဲ့ပါကဲဘယ်လိုပါသိကျင်နေလဲသိကျင်တဲ့လူမျိုးရှိပါသေးလားဟုတ်ကဲ့ဆရာတခုလောက်မေးချင်လို့ပါနှစ်ယောက်เนาะဟုတ်တော့ပါအရင်မေးပါခင်ဗျဟုတ်ကဲ့ပါမေးလိုက်ပါမယ်ဟာလေဆရာပြောသွားရဲ့ထဲမှာလေသမတို့ကကြတော့ဗောလေဒီဇိုင်းတစ်ခုကိုစတော့မယ်ဆိုရင် sales manager တွေရော media buyer တွေရောဗောလေ content writer တွေရော graphic designer တွေရောပေါင်းပြီးတော့ဗောလေအဲ့လိုမျိုး discuss လုပ်ရမယ်ဆိုတာလေသမတို့ကကြတော့ဒီတိုင်းဗောလေဒီဇိုင်နာရေးဆိုရင်ဒီနေ့မှာပါတင်မိုးရှိလဲပါဆွဲရမယ်အဲ့လိုမျိုးပဲခိုင်လိုင်းချပေးလိုက်တာဗောဆရာအဲ့လိုမျိုး discuss လည်းမလုပ်ဖြစ်အဲ့လိုက discuss မဖြစ်မနေလုပ်ဖို့လိုအပ်လားဗောအဲ့လိုလုပ်ချမ်းပြဘလို့ပြီးတော့ကောင်းကျိုးတွေရမလဲဗောလေ Okay တစ်ပတ်တစ်ချိန်လောက်တော့လုပ်တယ်ဘာကြောင့်လဲဆိုတော့ sales ကလည်းသူ target တယ်ဘယ်ပစ္စည်းပို့ရောင်းချင်တယ်
အခု design ကလုပ်တဲ့တင်နှမြ design တွေအကုန်လုံး sales မှာအလုပ်မဖြစ်အလကားပဲ sales ကလုပ်တဲ့ဟာတွေအကုန်လုံး design မှာအလုပ်ဖြစ်ပေါ်လို့ကြီးကျွန်တော်တို့က vice versa အဲ့တော့ sales ကဘာနဲ့တွားတူလဲဆိုတော့မြေပြင်ချင်းလင်းတက်တာနဲ့တူပြီး design ကလေတက်ပေါ့နော်လေတက်နဲ့တူတယ်အဲ့တော့ sales လုပ်တဲ့ information က page မှာ design အနေနဲ့ inform လုပ်နေပါလို့အဲ့တော့ sales manager ရှိရပဲ information ရမှာအဲ့တော့နှစ်ပတ်တစ်ချိန်သုံးပတ်တစ်ချိန်လောက် meeting ထိုင်တက်ပါတယ် meeting ထိုင်တက်ရင်ပို့ပြီးတော့ဘာပို့ဖြစ်လာမလဲဆိုတော့ benefit ကဘာဖြစ်လာမလဲဆိုတော့ information flash ပို့ဖြစ်လာမယ် design ဘာလဲအောက်ကမြေပြင်နဲ့ design တွေကမဟတော့ဘူးဒါပထမဆုံးချက်ဒုတိယချက်ကကြတော့ information flash ပို့ဖြစ်လာမယ်ဒုတိယမြောက်ချက်တတိယမြောက်ချက်ကကြတော့ဘယ်လိုပြရမလဲပေါ့နော်ကိုအယောင်ထင်းကဘာလုပ်နေပြီလဲကိုကဘာလုပ်နေပြီအဲ့တော့ကိုကနောက်ကနေပြီးတော့ designer တယောက်အနေနဲ့ကိုယ့်ရဲ့ပြန်ဘက်တွေပါလိုက်ကြည့်ပြီးသူထက်ပိုတာအောင် design ဘယ်လိုဆွဲရမလဲဆိုပါကိုကလိုက်စဉ်းစားလာပြီ competitive advantage ပါကိုကလိုက်စဉ်းစားလာပြီဟုတ်ကဲ့ပါဆရာတမတို့ကကြတော့ဒီ guideline ချပြီးတာပဲလုပ်နေရတာပေါ့အဲ့လိုမျိုး discuss မလုပ်ဖြစ်တဲ့အခါကြတော့အဲ့လိုမျိုးကွဲလွဲမှုတွေရှိတယ်ဟုတ်ကဲ့ပါဟုတ်တယ်ပိုကောင်းကျွန်တော်ဆိုရင်ကိုကြီးအောင်နဲ့ဆိုရင်တပတ်တစ်ခါအမြဲ meeting ခေါ်တယ်ဆရာနဲ့တွေ့ကိုကြီးအောင်နဲ့တွေ့ကျွန်တော်တို့အကြောင်းတစ်ခုကြုံရပြီဆိုရင်ဆရာပါတယ်ကိုကြီးအောင်ပါတယ်ကိုကြီးအောင်ပါတယ် content writer ပါတယ်ပြီးတော့အခါကျရင် media buyer ပါတယ် design media buyer ဘက်ကကိုနေဆရာနေပေါ့ digital marketing နဲ့ဆရာနေပါတယ်အဲ့၄ယောက်စုံပြီးတော့မှကင်လိုက်တာပေါ့ကင်ပြီးတော့မှဝိုင်းပြီးဟိုကပြုံးတရားပြုံးဟိုကပြုံးနဲ့ဝိုင်းပြီးကိုကွက်လောက်လိုက်တဲ့ခါကျဘယ်လိုဖြစ်သွားလဲဟုတ်ကဲ့ပါဆရာဟိုတစ်ခါလေအဲ့လိုပေါ့လွဲချမှုလေးတွေရှိတာပေါ့တမတို့လုပ်ပေးလိုက်တဲ့အဲ့လိုပေါ့ဒီဇိုင်နာဘက်ကလုပ်ပေးလိုက်တဲ့ဒီဇိုင်းနဲ့သူတို့ sales ကလိုချင်တဲ့ပုံစံနဲ့အဲ့လိုကောဟာမှုလေးရှိနေဂျားတွေကဟိုပေါ့လမ်းကြောင်းတစ်ခုခန့်နေတာပေါ့ဆရာဒါရိပ်မှာသွားတော့ကြာအဲ့လိုမျိုးဖြစ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ဆရာပြောလို့တမတို့ဟို marketing အကြောင်းကိုလည်း digital marketing အကြောင်းကိုလည်းပို့လေးလာမယ်ဆိုတာလည်းသိသွားပါတယ်ဆရာဟုတ်အခုကပိုလေးလာတဲ့နာတော့ဘယ်လိုပြောရမလဲနော်ဟိုဒီဇိုင်နာကိုဒီဇိုင်နာဖြစ်ပြီးတော့အသေးစား marketing ကြောင့်နားလေတယ်လေပြီးတော့ face social media marketing ကြောင့်နားလေတယ်ဒီဇိုင်းကြောင့်နားလေတယ်အဲ့တုံးခုသိရင်ကောင်းတယ်ပြီးဆိုရင် diploma in business management တကယ်မဟုတ် diploma in business management ကလည်းအချိန်ကြာနေတယ်ကိုကတက်ဖို့လည်းအလားလာလည်းရှိရယ်အစင်လည်းပြည်ဆိုတော့အခုတလပိုင်း12ရက်နေ့မှာဖွင့်မယ်အတန်းလေးကိုဝင် join လိုက်ပြီးရင် sales marketing join လိုက်အဲ့ဆိုဘာပြောဟို diploma ဒီပြည်တော့ diploma လေးပဲတက်ရင်တော့တော်တော်အလုပ်ဖြစ်နေပါပြီနော်ဟုတ်ကဲ့ပါဆရာတမတို့အရင်ထင်တာတော့ဒီဇိုင်နာမှာဆိုပေါ့ဒီ Photoshop လောက် Illustrator လောက်ဆွဲတင်ရတယ်ပေါ့တခြားအဲ့လောက်ကြီးသိစရာမလိုဘူးပေါ့ဆရာပြလိုက်တဲ့အခါမှာပို့ပြီးတော့မြင်သွားတာပါလဲဆိုတော့ကိုကဒီဒီဇိုင်းကြီးပဲထိုင်လုံးနေမှာလားပေါ့လေဒါမှမဟုတ်ကို marketing agency ထောင်တဲ့အခါမှာလည်းဘာဖြစ် CM marketing ဆိုတာအဓိကလိုတာပဲအဲ့လိုမျိုးတွေပို့ပြီးလေ့လာမယ်ဆိုတာသိသွားပါတယ်အမြင်လည်းပိုကျသွားပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ပြီနော် HMU ဆရာကျွန်တော်ရေးမှုပါဆရာဟုတ်ကဲ့ပြတ်သွားလို့ဆရာဟိုဟာလေဖုန်းနဲ့ပြောင်း join ပါဆရာဟုတ်ကဲ့ခင်ဗျဟိုဆရာလေးကျွန်တော် MBA အတန်းအကြောင်းလေးနည်းနည်းသိကြတာပါဆရာဟုတ်ကဲ့ခင်ဗျဟုတ် MBA ကလိုလို့စဘွဲရောက်လို့လေပထမဆုံးအချက်ကနောက်တစ်ခုကကြတော့အဲ့မဲ့ဆိုရင်ကျွန်တော်လာဆွေးနွေးပါကျွန်တော်အကြောင်းပါ2026 2009လောက်မှာပဲကျွန်တော်ဖွင့်ပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က MBA မတက်ခင် MBA တော့တက်တဲ့အကြောင်းသားအများစုက formation မရဘဲနဲ့ကျွန်တော်ကိုယ်တိုင်ပြင်ပအကြောင်းတွေမှာ academic book အနေနဲ့ရှိနေပါတယ်။ကျွန်တော် marketing သင်ပါတယ် operation management သင်ပါတယ် entrepreneurship ကျွန်တော်သင်ပါတယ်။အဲ့တော့သင်တဲ့အခါကျပြဿနာဘာဆက်ဖြစ်လဲဆိုတဲ့အခါကျအခြေခံမပါဘဲဖြစ်တဲ့အခါကျတော့ကြိုးကြောင်ကိုပိုးထောင်နေဖြစ်လာ assignment လုပ်ရမယ် practice တွေတို့ကနားမလဲဘူး။အဲ့တော့ကိုရေးရင်မိုးအနေနဲ့ကိုရေးရင်အနေနဲ့ကျွန်တော်ကအကြံပြုလို့တာတော့ဘယ်လိုပြောရမလဲကျွန်တော်အကြောင်းမှစောင့်တက်ချင်တယ်ဆိုခဲ့အကြောင်းမှဖွင့်တဲ့ diploma တွေတက်လိုက်ပါဦးပေါ့နော်ဘယ်လဲ supply chain တို့diploma ရင် sales and marketing တော့အခုလက်ရှိ Saturday Sunday မှာဖွင့်မယ် business management အခြေခံပါပဲအဲ့တန်းကိုအရင်ဆုံးတက်ကိုတက်ပါเนาะအဲ့ကျွန်တော်စီးပွားရေးကိုစလေ့လာမလို့ကတော့ BN တက်ကိုတက်ရမယ် BN မတက်ဖင်းနဲ့ကိုမရပါဘူး business management တက်ကိုတက်ရမယ် business management ပြီးပြီဆိုမှ mini MBA ပေါ့နော်ဒီ certificate Lincoln MBA foundation class အဲ့ကောင်တက်ပါပြီးဒေါက်တာကျွန်တော်အပေါင်းဒေါက်တာကျောင်း academic book ဒေါက်တာ9ယောက်တင်တယ် strategic management leadership အတန်းတက်ပါပြီးရင် supply chain တက်ပါပြီးရင် diploma in strategic marketing တက်ပါဒါလောက်တက်ပြီးရင်တော့ psychology ပညာရဲ့အတန်းတက်ပါ psychology အတန်းနဲ့တက်ပါဒါလောက်တက်ပြီး HR အတန်းတက်ပါ diploma in HR တက်ရမယ် diploma in HCM တက်ရမယ်အဲ့ကောင်တက်ပြီးတော့ MBA တက်တဲ့အကြောင်းကိုတွတ်တက်ကိုကလမ်းမထောင်ပြီး CI ဖြစ်နေနိုင်မယ်အဲ့လိုမျိုးမှမဟုတ်ဘူးအဲ့လိုမျိုးဟုတ်အဲ့လိုမျိုးဟုတ်ပြောပါခင်ဗျဆရာကျွန်တော်ကြောင်စောင့်တက်ချင်ပါတယ်ဆရာဟိုဟာလေ2026လောက်ဆိုရင်ဆရာကျွန်တော်ကလည်း38လောက်
နီးပါးလောက်တော့ရောက်ပြီပေါ့နော်ဆရာအဲ့လိုလောက်ဆိုရင်တော့ကျွန်တော်လည်းအဲ့ဒီဟာကိုလုပ်နိုင်မယ်လို့ထင်တယ်ဆရာဒါပေမဲ့တကယ်တော့ငယ်ငယ်တော့ကျွန်တော်ကြိုးစားကြည့်ခဲ့ဘူးလေဆရာဒါပေမဲ့ finance မှာကျွန်တော်စောင်းဝဲကြတယ်ပေါ့နော်ဆရာအဲ့ဒီဟာလည်းအခုချိန်ဒီ finance management လို့ဘာလို့ညာလို့ကျွန်တော်တကယ်အဲ့လို academic sensor မလုပ်ဖြစ်ဘူးပေါ့နော်မလုပ်ဖြစ်ဘူးအဲ့လို Google ခေါက်လိုက် ChatGPT ရှောက်မေးလိုက်အဲ့လိုမျိုးဖြစ်နေအောင်တော့အမှန်တကယ် academic sensor အဲ့လိုမျိုးတစ်ခုခုလုပ်ချင်နေတဲ့စိတ်ပေါ်နေအောင်လို့နောက်တစ်ခုကတော့ဟုတ်ဆရာ အဲ့ဆိုတော့ကျောင်းမှာ diploma in accounting ဆိုတာရှိပါတယ်အဲ့ဒီတန်း join မှာ accounting join မို့လို့ accounting ရရင်တော့ finance က okay မှာပါ accounting မပိုင်တော့ sales နဲ့ marketing မှာ sales မပိုင်တော့ marketing မရလို့မျိုးပဲကျွန်တော်စောစောပြောလို့ပေါ့နော် business management အခြေခံမပိုင်မနဲ့နောက်တစ်ဆင့်တက်သွားရင်လည်းအခက်အခဲရှိရပါဘောနော်ကိုရေးအဲ့လိုဆိုတော့ကျွန်တော်ကတော့ ဟုတ်တယ် ကျွန်တော်ကတရားညီကိုအကုန်လုံးအကြံပြုလို့ကတော့ MBA တက်မယ်ဆို MBA မတက်ခင်မှာပါတဲ့ subject အကုန်လုံးကျွန်တော်ကျောင်းမှာအကုန်ဖွင့်တယ်အကုန်လုံး like တက်ကြည့်ပါassignment diploma လက်မှတ်ရအောင်ယူပါကျောင်း diploma ဖြစ်ဖြစ် LinkedIn diploma ကြိတ်တာယူပြဒီက assignment like လုပ်ကြည့်တော့မှကိုက pass ဖြစ်တယ်ကိုက fully okay တယ်ကိုက drive လည်းလုပ်နိုင်တယ်အဲ့ဒါဆိုရင်ကြိတ်တဲ့ကျောင်း MBA တော့တက်ကိုကလက်မှတ်ထောင်ပြီးကိုကဆရာကြီးဖြစ်မယ်မဟုတ်ဘူးဆိုရင်တော့380 300ကျော်လောက်အကုန်ခံပြီးတော့စိတ်ညစ်ပြီးတော့ဘာမှမသိဘူးဘာမှမဆွေးနွေးနိုင်ဘူးဆိုပြီးတော့ဖြစ်သွားနိုင်တယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးပါခင်ဗျာ တောင်းကတော့လို့တယ်ကျွန်တော်ဒီကာလမှာ diploma ပဲခိုင်မာအောင်ကျွန်တော်အကြောင်းအစိုးရ register ဖြစ်အောင်ကျွန်တော်က ICN နဲ့ Lincoln Center ဖြစ်တယ်ဒီ2025မှာအစိုးရ register ဖြစ်အောင်ကျွန်တော် run နေပါတော့ကျွန်တော်အစိမ့်ပညာကိုကျွန်တော်ရှောက်ထားတယ်အဲ broadcast လည်းရသွားပြီဆိုတော့ကျွန်တော်Malaysia University တခုတော့မဟုတ် UK ဘာကျောင်းသားရဲ့ဘလောက်ပေးနိုင်မလဲပေါ့နော်ပေးနိုင်တဲ့ပုံစံ budget ပေါ်မှာမူတည်ပြီးတော့ Malaysia လောက်ကတစ်ခုရယ် UK လောက်ကတစ်ခုနှစ်ခုလောက်ချိတ်ဖို့ plan ထားပါတယ်အဲ့တော့26ပတ်လေပေါ့နော်26 company လောက်ဆိုရင်ဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာကျေးဇူးပါနော်ဟုတ်ပါတယ်ကဲကျွန်တော်ကျောင်းသူကျောင်းသားရေကျွန်တော်ဗာမေးချင်တယ်လေ hello ဆရာဟုတ်ကဲ့ကျွန်တော်မေးချင်တာအဲ့လိုမျိုးဗျာကျွန်တော်အခုမှကျောင်းတက်နေတော့အဲ့လိုမျိုးကျောင်းသားတယောက်ပဲရှိတယ်ပေါ့အဲ့လိုမျိုးဒီ entrepreneur ဖြစ်ဖို့အတွက်အဲ့လိုမျိုးလုပ်ငန်းတစ်ခုစမယ်ဆိုရင်ဆရာအဲ့လိုမျိုးစောင့်တင်းတဲ့အချက်တွေကိုပြောရတယ်ဗျာအဲ့လိုမျိုးရှောင်တင်းတဲ့အချက်တွေရှိလားအဲ့လိုရှိရင်လည်း sharing လေးနဲ့တော့ဟုတ်ရှောင်းတဲ့အချက်ကဘာလဲဆိုတော့ entrepreneur အချက်မှာပေါ့ပြောတယ်လေကျွန်တော်ဆိုရင်လူချင်းမင်းကိုဘယ်လိုပြောမလဲဒီကျောင်းမို့နော်ပြည်ထနာကျောင်းထောင်စင်ကာလတုန်းကထောင်စင်ကာလမှာကျွန်တော်အမှားလေးတစ်ခုရှိခဲ့ပြီလေဘာအမှားဆိုတယ်အမှားရအများကြီးပါပဲဘောကမှာခဏပြန်ပြီးတော့ကြာရှုံးတာလည်းအများကြီးပြီးခဏပြန်ထတာလည်းအများကြီးပဲခင်ဗျာကြာရှုံးမှာမပူနဲ့ကြာရှုံးလို့ပဲခင်ဗျာပြန်မထနိုင်ခင်ဗျာအမှားဖြစ်သွားမယ်အဲ့တော့ဒီကကိုပိုင်းကိုကျွန်တော်က message လေးတစ်ခုပေးချင်တာဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်လွန်ခဲ့ဟိုလောက်ကကျောင်းသား2016လောက်ကကျောင်းသား1000လောက်ရှိကျွန်တော်တပတ်ကို1000လောက်ရှိတဲ့ခါကျဗျာလက်မှတ်ခိုးထိုးကျောင်းသားတွေကျွန်တော်အဲ့တော့ attendance နဲ့ဘာညာနဲ့ပေးရ attendance ကိုအမှတ်ပေးထားတာဆိုတော့လက်မှတ်ခိုးထိုးတယ်ကျောင်းကျွန်တော်ကအဲ့တော့လေ on class တက်ရဆို on class တက်ရခါကျလက်မှတ်ခိုးထိုးတဲ့တောင်တော့မခံနိုင်ဘူးမခံတော့ကျွန်တော်ဘာလုပ်လဲဆိုအဲ့တော့ငါတခြားလူမှမဟုတ်တာငါဗာလေ MBA ပြီးသားပဲငါတလို့ထပ်ပူတော်လို့ငါ MBA ပြီးထားကွာဆိုငယ်ကုန်လေးရလည်းရှိတယ်မာနလေးရလည်းရှိတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော် IT နဲ့တိုင်ပင်ပြီး face center ကြီးလုပ်ပြအဲ့တော့ face sensor လုပ်တဲ့ခါကျအဲ့ခါ fingerprint တောင်တိတ်မထုံးကားတဲ့အချိန်မှာကျွန်တော် face sensor နဲ့ဘာ3 second ပဲ align လုပ်ရုံပဲface sensor နဲ့ဆိုတလုံးအခက်တုံးက3သိန်းပေါက်တယ်ဒေါ်လာသေး1300ဟုတ်တယ်1300something 1200ခက်က3သိန်းခွဲဆိုဒေါ်လာ250သေးပေါ့နော်ဗမာလက်ရှိငွေဆိုရင်15သိန်းကျော်ပေါ့နော်15သိန်းကျော်တန်တလုံးတန်တာပေါ့နော်အဲ့15သိန်းကျော်ဆိုအဲ့ face sensor 3လုံးဝလိုက်တယ်ကျွန်တော်3လုံးဝလိုက်ခါကျွန်တော်ဒေါ်လာဟိုလောက် investment လုပ်တာနော်ဒေါ်လာဟိုပါပေါ့250ဒေါ်လာ950လက်ရှိမျိုးလုံးထဲမှာမြင်အောင်ဒေါ်လာ1000လောက် investment ကျွန်တော်လုပ်လိုက်ရ infrastructure နဲ့ပါ1000လောက် investment လုပ်တယ်အခု350ကျော်နော်55 60လောက် investment လုပ်လိုက်တယ် investment လုပ်ပြီးတော့ပထမ register လုပ်တော့ okay ဗျဘာကြောင့် lighting နဲ့ဘာညာကြာ3 second တကယ်3 second လည်းဖြစ်တယ်ဟာမြန်လဲမြန်ပါလား quack နဲ့ individual မှာ quack နဲ့အဲ့ပြဿနာဘယ်လိုဖြစ်လဲဆိုတော့အဲ့ဆက်သွားထားရင်ရပါကြာ lighting မရအောင် lighting မရလည်းမရအဲ့ face က3 second မဟုတ်10 second ကြာတယ်တချို့မျက်မှန်နဲ့တက်ထားကြမျက်မှန်နဲ့တက်ရအစန်သာပြဿနာကြီးတက်တယ်အဲ့ပြဿနာနောက်တစ်ခုကဘာပြဿနာရှိလဲဆိုတော့ဟိုဟာတော့ကတယောက်သေးကိုလုတ်တင်တိုင်းကတယောက်သေး3 second နဲ့သွားတာဟိုမှာကြတော့တစ်ခါဝင်လူရောက်20ဒီ face center မှာဝင်ပြီးလုတ်ဖို့အတွက်ကိုဘလုံးမလုတ်တင်တိုင်းမလုတ်လဲမလုတ်အဲ့မှာတင် failure ဖြစ်ရောအဲ့တော့ဟိုစိတ်ဆိုးပြီးတော့ကိုလူတော့
ဘယ်လိုမျိုးကြိုတင်ပြီးပေါ့နော်ဘာမှအရင်မလုပ်ပါနဲ့အချိန်နေအရာရာခဏစောင့်ကြည့်ပါချိန်ချိန်မှာခဏစောင့်ပါလူငယ်အကုန်လုံးကစိတ်မြန်လက်မြန်ပဲလုပ်ကြပါတယ်တို့ညာလေ root cause ရဲ့ effect တွေကိုစဉ်းစားပါစိတ်မြန်လက်မြန်နဲ့မလုပ်ပါနဲ့စိတ်မြန်လက်မြန်လုပ်ရင်ကြာရှုံးမှာကိုယ်ပဲဖြစ်ပါတယ်အဲ့တော့စောင့်ကြည့်ပြီးတော့မှဖြစ်ဖြစ်အလေအလတ်လောက်လုပ်ပါဖြစ်ဖြစ်အေးလုံးလေကိုကနောက်မှကြံခဲ့လို့မြန်မြန်လောက်တာမှားတာပဲများပါတယ်အဲ့တော့ပွင့်လင်းပြောအချိန်တစ်ခုယူပြီးတော့တေချာလောက်ပါလို့ကျွန်တော်ပြောချင်ပါတယ်နော်โอเคဟုတ်ဆရာကျေးဇူးတင်ပါတယ်ဆရာအခုဘာပဲပြပြ1000လောက်ဆိုအခုကျ2မျိုးတာပေါ့နော်360ကျော်လောက်ဆို iPhone တစ်လုံးစာလောက်โอเคဘယ်သူဘာမေးချင်တယ်တခါကျအဲ့လိုလှုပ်လို့မှားသွားကျွန်တော်ကမှအဲ့လိုလှုပ်လို့မှားသွားပတ်စံတယ်အများကြီးပဲအဲ့မှားမှမကြောက်နဲ့ကိုလို့အဲ့မှားတာခင်ဗျာ lesson learn ဖြစ်တယ်ရှေ့ဆက်မဲ့ block learn key တခုလုံးရှေ့ကိုဆက်သွားပဲတော့ကိုကပို့ပြီးအဆင်ပြေစေတယ်မလှုပ်လိုက်ရမှာပဲခင်ဗျာကိုကြောက်ဘဝမှာမလှုပ်လိုက်ရမလှုပ်ဘူးလိုက်တာဘယ်လိုပြောမလဲတခါကျကျွန်တော်အသက်အရွယ်နေဆိုကျွန်တော်ဆိုရင်အခုဆိုရင်ကျွန်တော်မလှုပ်လိုက်ရမှာကျွန်တော်ကြောက်တာခါဘောရာစီ sorry ဂရန်ရာစီဒီကိုဖုန်ဂရန်ရာစီကိုကျွန်တော်တောင်တက်ချင်တာကျွန်တော်အခုဒီဟိုပါပေါ့နော်ဒီကာလနဲ့နောက်ပိုင်းတာကျွန်တော်မငြိမ်းချမ်းလို့ကျွန်တော်ဘာညာလုပ်ရင်ကျွန်တော်နောက်ပိုင်းအသက်60လောက်မှာကျွန်တော်ရေခဲတောင်တက်ရင်ကျွန်တော်အမိုးဖောက်တေသွားမှာပေါ့ကျွန်တော်မလုပ်လိုက်ရမှာကျွန်တော်ကြောက်တာကိုလူတော့မလုပ်လိုက်ရမှာပဲကြောက်လူဘွားအချင်းခဏလေးပဲနောက်အဓိပ္ပာယ်ရှိရတယ်လို့ဒါပဲပြီးတော့မကောင်းတာမလုပ်နဲ့ကောင်းတာလေးလုပ်ပြီးတော့စိတ်မမြန်နဲ့ပုံမှန်လေးလုပ်အဲ့ဆိုလုပ်ဖြစ်တယ် entrepreneur တယောက်အနေနဲ့ဆိုရင်စိတ်မြန်တဲ့ဟာအမှားများတယ် confirm ပဲ okay အဲ့ဆိုကျွန်တော်ဘာတွေမေးချင်တယ်လဲဘာတွေလုပ်ချင်တယ်လဲမဲလို့မရှိတော့ဆိုအားလုံးပဲကွန်လိုက်ပါနော်ကျေးဇူးတင်ပါတယ်နောက်လေပြန်ပြီးတော့နောက်အတန်းတွေမှာလည်းပြန်ဆုံးကြပါတယ်အခုလို feedback ကောင်းနေတဲ့ဘယ်လိုပြောမလဲအိမ်ဆိုင်အများကြီးမှန်ပုံမှန်အဖြစ်ဆိုတော့လူအများကြီးကြံအောင်ကျွန်တော်လုပ်လို့ရပါတယ်လူအများကြီးမကြံအောင်လုပ်လို့ရပါတယ်အခုလူအများကြီးဘယ်လိုအိမ်ဆိုင်အများကြီးပေးပြီးဒီ20ကျော်30ပေါ့နော်30ကျော်ကြံလာကျေးဇူးတင်ပါတယ်လက်ရွေးစင်တွေကြံလို့ကျွန်တော်ယူဆပါတယ်တက်အောင်လေသင်စေချင်ပါတယ်ဆရာအောင်ကကိုကြီးအောင်ကprofessional designer ဖြစ်တယ်သူ့မှာ exposure အများကြီးပဲသူ့ညံပါလေသူ့ generation ကလည်းအရင်မိုက်တယ်ဗဂျီနဲ့ပတ်သက်တဲ့ဟာ generation ကလည်းအရင်မိုက်တယ်အငယ်ဦးမိုးကျော်ကျွန်တော်လည်းတော့မစုံလိုက်ဘူးအဖေနဲ့ကအဖေတငယ်ချင်းကျွန်တော်လည်းကိုကြီးအောင်ကျွန်တော်လည်းပိုကြီးတယ်ဆိုကိုကြီးအောင်နဲ့ကျွန်တော်လည်းကြတော့ကိုကြီးအောင်ညီမအငယ်ဆုံးနဲ့အသက်တူပါဟုတ်တယ်မလားကျွန်တော်စိတ်ထင်လေဟုတ်တယ်မလားတိုင်ပိတ်ထားတယ်ဂျားထဲမှာပေါ့ညီနဲ့ညီမနဲ့ဂျားညီမဂျားကိုကြီးအောင်လည်းကျွန်တော်ရ one package ပေါ့10နှစ်လောက်กว่า9နှစ်10နှစ်လောက်กว่าအဲ့လိုကြီးလည်းกว่าတယ်တချို့กว่าကြတယ်ဒါမျိုးတွေတော့တွေ့ရတယ်အဲ့တော့ကျွန်တော်တွေ့ရကိုကြီးအောင်ရှိကနေပြီးတော့ design တွေပညာတွေကိုရအောင်ယူပါ professional ဒီကာလတစ်ခုမှာကိုကြီးအောင်20နီးပါးကျော်လောက်အတွေ့အကြုံတွေအခက်အခဲတွေခက်ဥဝဆပြီးတော့ခက်အဆအဆုံးအကုန်မှီရဗျာအဲ့တော့ industry ထဲမှာခက်အဆမနေ့တနေ့မှ designer မဟုတ်ဘူးအဲ့တော့ခက်အဆအဆုံးမှီရဘဲရအများကြီးမရှိဘူးအဲ့တော့ရာတော့ယူကြကိုလူတွေဒါပဲပြောချင်တယ် assignment နဲ့ live လုပ်စေချင်ပါတယ်နော် okay ဒါမှမဟုတ်လည်းထွက်ပြီးပါဟုတ်အဲ့ဒါကိုအောင်နှစ်ပိုင်းရှိရဗျကျွန်တော်တို့တက်ဆက်တယ်လို့ပါလေထွက်ပြီးတော့သူတို့အပိုင်းပဲဘာမှဖြစ်ဘူးဘယ်လိုပြောမလဲကျွန်တော်နောက်ဆုံးအယောက်100မှာ10ယောက်ပဲ certificate ပေးကျွန်တော်အဲ့10ယောက်ကိုပဲကျွန်တော်ရုံကြည့်နေကျွန်တော်ပေးမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ကြောင်းရဲ့ certificate က endorse လုပ်ရတဲ့လူကကျွန်တော်ကလည်းရင်တုံတယ်ဘာကြောင့်လဲဆိုတော့အလုံးမလုံးခနဲ့ certificate ပေးရဆိုတာမျိုးမဖြစ်ချင်ဘူးဗျာကောင်းပါပဲဟုတ်လုံးလုံးပဲလေဆိုကျွန်တော်အမခံပေးကျွန်တော်ကလည်းမန်ကျိုးနဲ့ MOU ပြန်မှာစလုပ်နေကျွန်တော်မန်ကျိုးနဲ့ MOU ရှိနေတဲ့ခါကြောင့်လေဘာပြောကျွန်တော်ရှာဟိုဟာတက်လည်းမတက်ဖ ೇನೆ ဒီဘေးကွာတက်လည်းမတက်ဖ ೇನೆ ဟာလုပ်တယ်ဟိုဘယ်လိုပြောမလဲဆိုင်ဆောက်ရှောက်တယ်နေရဒီဘေးဒီကျောင်းကထွက်တဲ့လူကတက်လည်းမတက်ဖ ೇನೆ အဆင်ပြေရဆိုအဲ့အဆင်မပြေတော့ဘူးအဲ့တော့ကျွန်တော်တို့ကတက်တဲ့လူတွေကိုပဲကျွန်တော်တို့ကပေးချင်တာ certificate ဒါလေးတို့ဒီညီကောင်မတွေကတော့သိစေချင်တယ်နော်အားလုံးပဲgood night ပါဗျာအဲ့တော့ဒါလည်းရက်ပါနော် good night ပါ good night ပါဆရာကျေးဇူးပါ good night ပါနောက်တစ်ပတ်ကိုကျောင်းသားတွေဟိုပါနော်ခဲတယ်နဲ့ဘောပင်နဲ့ sorry ခဲတယ်နဲ့
ခဲနဲ့စာရွက်နဲ့ ဟုတ်ကဲ့ပါဆရာ ဟုတ် ပြန် ကဲ့ပါ ထား ဆ လိုက် ရာ ပါ ခဲနဲ့စာ ဟုတ် ရွက် ကဲ့ နဲ့ ပါဗျာ ပေါင်လို့တည်ထားတယ်နော်